ကိုနဲ့စစ်သက်ပေါ်လာဖင်အောင်ရှင်းရပါဆိုင်လို့လေဟဲနင်မသိဘူးဟာလားသိချင်လို့ရှိရင်နင့်ဘေးနာအကောင်တောက်ခိုင်အောင်မဲကြည့်လိုက်လေဘာဖြစ်လို့လာဖြတ်တာလဲလို့နင့်ဘေးနာအကောင်ကလေငါ့ကိုလေချစ်လာပါရဲ့ကြိုက်လာပါရဲ့မရရင်သေပါတော့မယ်ဆိုပြီးတော့ချစ်ရေးဆိုခဲ့တာအဲ့ဒါကြောင့်မလို့နင်တို့စစ်သက်ပေါ်ငါလာဖြတ်တာဘောကောင်မရဲ့စိတ်ကိုဒီပေါ်လေးရှောက်ပြောနေတော့လေဟာရတဲ့ကွာလေလူကြားလို့မကောင်းကြောက်ပါမယ်အရက်ကကြားလို့မကောင်းဘူးပဲငါကြားလို့ကောင်းတယ်လေနင်ငါ့ကိုပြောခဲ့တယ်လေစီးသမျှစီးစိမ်နဲ့ငါ့ကိုတင်တောင်းပါမယ်ဆိုအရှက်မရှိနင်ပြောခဲ့တာလေမင်းသွားပြီလားအမလေးနင်ပြောခဲ့တဲ့စကားတွေကိုငါမှအဟုတ်မှတ်ပြီးတော့လေချစ်တယ်လို့ပြောရင်ကောင်းမလားမချစ်ဘူးလို့ပြောရင်ကောင်းမလားမချစ်ဘူးလို့ပြောရင်ကောင်းမလားချစ်တယ်လို့ပြောရင်ကောင်းမလားဆိုငါမှညာတိုင်းစဉ်းစားလိုက်ရတာအခုချစ်ပါတယ်ဆိုတဲ့အပြေလေးကိုပေးတာနီးကြပါနင်ကဒီကောင်မနဲ့စဉ်းစားရသလားတောက်ခိုင်ရဲ့အော်ဒီမှာ तू ကရှုပ်အဖြေပဲတောက်ရသေးရလေရှင်ကသူ့အဖြေတော့ပြန်မပေးရသေးဘူးဒီမှာရှင်ကသူ့အဖြေပြန်ပေးပြီးပဲထားပါတော့ရှင်က तू ကလက်ထက်ရသေးမှာမဟုတ်တာရှင်ကဘာကိစ္စနဲ့မှဒီမင်္ဂလာပွဲလက်ထက်စာအကြောင်းမရှိတာပြောပလိုက်တယ်ပြောပလိုက်အမလေးကြည်စမ်းကျိုးစရာကောင်းလိုက်တာတဲလေတဲ့ဟဲ့ကောင်နင်ယောက်ျားမဟုတ်ဘူးလားနင်ငါ့ကိုပြောခဲ့တဲ့စကားနဲ့နင်မဲ့သွားပြီလားနင်ယောက်ျားမဟုတ်ဘူးလားတောက်ခိုင်ရဲ့ယောက်ျားဒီမှာယောက်ျားမလို့မိမယူတာပေါ့နော်တဲလေးနော်ဟုတ်တယ်ကိုရောက်တာတဲလေးအသေးဆုံးအမလေးကျိုးစရာကောင်းလိုက်တာတယောက်ကလည်းအဖိုးရွယ်အဖေအောင်များကိုတဲ့ဟိုရတဲ့တဲလေးနဲ့အရာကတော့ကြားလို့မကောင်းကြသေးရဲ့လားအရှက်မရှိတဲ့ဒီနှစ်ယောက်ကိုလာကြည့်ကြပါဦးတော့ဒီမှာတခြားသူတွေကြားလို့ကောင်းမကောင်းကျမတော့ကောင်းတယ်ကျမတို့ရဲ့မင်္ဂလာရှူနေတဲ့အချိန်တော့ရှစ်လိုက်ပြဿနာရှာတာကြောက်တော့မရှိဘူးရှစ်ပြန်လိုက်ရင်ကောင်းမယ်မပြန်ဘူးဘယ်တော့မှမပြန်ဘူးနင်တို့ရဲ့စိတ်ဆက်ပွဲကိုမဖြစ်ရမချင်းငါမပြန်ဘူးကောင်မရဲ့စိတ်ကိုဘာလဲဒီမှာနှစ်ဦးနှစ်ဖက်သဘောတူပြီးလုပ်တဲ့စိတ်သက်ပွဲနေဘယ်လိုဖြတ်မှာတော့ပြောသားတောက်ခိုင်နင်ကငါ့ကိုစိတ်ခေါ်တယ်ပေါ့ဘယ်လိုဖြတ်မလဲဆိုတာနင်ကသိချင်တယ်ပေါ့သိချင်ကြည့်လိုက်လေဘယ်လိုပြောဖြတ်တယ်လဲဆိုတာဟုတ်ပါလေပြောရတော့မယ်ဟိုးရင်စပထမကတော့အရင်ဆိုတာကတော့လက်ဦးကတော့နံပါတ်1ငါတော့ပုံမှုမလေးငါမေးတော်လာနဲ့ပေါက်စုပ်ကိုဘောလုံးကန်းနေရောင်းမမြေးစီထွက်တဲ့လို့ပါချင်းညိုရဲ့နင်ကလဲဆိုတာရိုးလိုပါမီသူကတမျိုးမီရှက်လိုက်တာအမေမရှက်ပြီမဲ့လေဟိုရီယာကျုပ်နေခတ်တယ်ဗျာနေခတ်တယ်အမလေးပို့ပြီးတော့ငိုးလို့ကောင်းအောင်ရွာသားရဲ့တက်အော်ချင်းညိုရဲ့ငါတော့ရောက်ကုန်ပါပြီနင်ဘာလို့ရှောက်ကြောနေရလဲနေစမ်းမအောင်နင်တို့နှစ်ကောင်လုံးငါမေးစမ်းပြဆိုငါဟာငါတုတ်ခိုင်အောင်မကျင်တဲ့လို့ပွဲသွားကြမ်းနေတဲ့အချိန်မှာနင်တို့နှစ်ကောင်ငါဘာလို့လာဆွဲတာလဲပြောစမ်းမဆွဲလို့ရမလားမကြီးပြောပါဦးကျွန်တော်ဒီပါကိုကုန်းသိက္ခာနဲ့ကိုရက်တည်နေတာဘလို့ရှက်ဖို့ကောင်းတယ်ငါကသူကမကြီးကမူးယူပြီးသူများအိမ်မှာသွားတယ်မူးတာကနေမူးတာနေမူးလားဟုတ်ပါတယ်ဦးကြီးတော့မူးယူတာကဦးကြီးတော့နော်ပြောရတယ်ရှိသေးတယ်လာတော့မစီလာတော့အော်ရတာကြီးကမိုက်တာဘာသမီးတော့မဖြစ်လာတယ်မမဒီတူမောင်မေးစပါဦးဘာဖြစ်လာလဲမင်းရောဘသူပါလုံးလိုက်တယ်ပြောစမ်းဘသူပါလုံးလဲဘာလို့လိုက်လဲတရွာလုံးနဲ့ကျေပြီဗောကျေကြီးဖြစ်ပြီဗောကျေတော့ဖြစ်ကုန်ပြီအမလေးဆက်တာဗျာဆက်လိုက်တာဗျာဆက်ကြကောနေပြောနေကိုတရွာလုံးကနေဘာလုံးလဲပြောကောမရှိနဲ့ဘာလို့လဲဝိုင်းထိုးတယ်ကျေပြီဗောဘာနဲ့ထိုးလာလဲငါသမီးကိုဘာနဲ့ထိုးလိုက်ကြတာလဲမျက်စောင်းနဲ့မျက်စောင်းနဲ့ထိုးလာအဲ့ဒါကိုပြောစရာပြေတော့မယ်
ဘာလို့ပြန်တော့လို့အနေနဲ့ ဘာပြရမှာလဲအမေကြောင့်ပေါ့ ငါကြောင့် ဟုတ်တယ်လေအမေကဟိုတုတ်ခိုင်းဆိုတဲ့အိမ်ရှိမှာဟိုတနေ့ကြောင့်ပါဝုန်းတယ်လေအမေ မ ရဲ့ ဖြစ်တော့ဝုန်းတာမဖြစ်တော့ အဲ့တော့တရားလုံးကသမီးကိုလက်ဆောင်နဲ့တူပြီးတော့ပြောကြတာပေါ့အမေရဲ့ မလေးဟဲ့ဒုက္ခ ဟိုအရင်တော့ဆိုရင်သမီးကဟိုဒီရောမှာတရားလုံးကသမီးကိုလေးစားကြတာအမေရဲ့ခေါင်းဆိုပြီးအခုတော့လေအမေကသမီးရှက်တော့သူနေပြရပြီအမေသမီးမျက်နှာပဲနော်တော့မှမသိတော့သမီးရှက်တယ်သမီးရှက်တယ် လောက်လိုက်တော့သေတော့မယ် တော့ကပြနေမှာတော့ဒီမှာအားပြော ဟာခလေးကမလုံးနဲ့ခလေးပြောတာမှန်နေသူရှက်မယ်ဆိုလဲရှက်တယ်တော်တော်ရှက်တယ် အမလေးကောင်းတယ် ရှက်တယ်ရှက်တယ်တလုံးမပဲတလုံးမ ဘာကတမျိုးအခုတော့ဘာတမျိုး ဝိုင်းဟေးဝိုင်းဟာ တမျိုးဘာလဲ ကိုလေးစားတယ်သဘောပေါက်ကိုကြီးတမ်းမယ်နော်ကိုကြီးတမ်းမယ်ကိုကြီးညီမချစ်ကိုရကိုရညီရတယ်ကိုကြီးအဲ့ဒါကိုနဲ့ချမ်းကိုနဲ့ချမ်းမလားလို့ချမ်းရအဲ့ဒါပဲညီရတော့ကိုရတမ်းမယ်နေတောင်းမယ်ပါလေတောင်းမယ်နေတောင်းမယ်ပါလေအာတောင်းမယ်နေဘယ်လိုလဲအာကိုကြီးညီကြရနော်ကိုကြီးအဲ့ဒါလည်းနော်ကိုကြီးအဲ့ဒါပဲကိုကြီးအဲ့ဒါပဲ is it going? Yeah. Is it near Bamboo? Yeah. Now, pow! No, sorry. Is it? Hello, Dominic. ရွှေမြဲလုံးနဲ့ပြုံးတဲ့သခင်မြမြဲလုံးနဲ့ပြုံးတဲ့သခင်ပြုံးရင်လည်းကြောက်ခံတော်မူပါရေးရွလည်းကြောက်ခံတော်မူပါကိုပြင်းရှင်လည်းခြေပါဆယ်ပြင်းရှင်လည်းခြေပါဟောဒီကတနင်္သာသားလေးမောင်တုတ်ကြီးနဲ့အင်္ဂါသမီးလေးမသေးကျဲတို့ကနေပြီးတော့မမေ့မလျော့မပေါ့မဆပဲကျော်လေးကျော်မင်းလေးပါတို့ကိုဟောဒီကကြက်ကျော်အရေးပလင်းများနဲ့ဆက်တာတော်မူပါတယ်အာဘာရီယာသုံးဆောင်တော်မူပါဖျားကိုရီတော့လာတာပဲသူစားလိုက်တာတားတော်လေးတော့ချူဝါဟာမလေးကွာမဝီတော့ဦးလေးဘာကောင်းလာလဲသူရရပြီမလေးချက်ကွာမြမီတော့ဒုက္ခပဲဘာလို့လဲဒီကိုလေးကငါနဲ့ပြောမယ်ကတော့ဘာပြန်ပေးလဲဘာပြန်ပေးလဲဘာပြန်ပေးလဲMake don't I'll be the take your soja gacha I'll be the take your soja gacha Go swashi the nya kinama no cha soka da ya de nyaကလေးကမပြန်မနဲ့အခုဒီတောင်းကြနေတဲ့ဇမင်းလာယူတဲ့ကွာအခုဒီတောင်းကြနေတဲ့ဇက်ယူတဲ့ကွာဟဲ့ကောင်ဇက်ယူဇမင်းလာယူဘယ်လိုလဲဟာဟဲ့ကောင်ကိုတုတ်ခိုင်းရမကိတ်လာတော့မှကျမကိုစိတ်လို့လာမခေါ်နဲ့ခေါ်ရဲခေါ်ကြည့်တယ်အော်မလေးပြေးပါပြီဟဲ့ပြေးပါပြီအော်မလေးပြေးပါပြီစိတ်လို့ဖြစ်တာလေဘလို့ဖြစ်လာကြတာလဲဘာရမလားကောင်းနေဘာရမလားကောင်းနေဘာဖြစ်နေကြတာလဲလာရိုးတယ်မရအော်မလေးပြေးပါဘူး ဘာပြရမှာလဲအမေမောင်သမီးကိုချက်ခွဲတယ် ဘလို့ချက်ခွဲတော့ ဘလို့ချက်ခွဲရမှာလဲသမီးကလေဟောရွာထိကနောက်ကုန်းမှာပထန်းကူတော်ကြီးတောက်ပွဲကျင်းနေတာအဲ့တော့လေအကုန်တောက်သွားတယ် အကုန်တောက်သွားတယ်ဝါတာလိုက်တာဘိုးတော့ကိုရိုင်းကောက်ပြီးတော့အကုန်လုံးတောက်သွားတယ်လိမ့်ပြန်လှလိုက်တာအေးလိမ့်ပြန်လှ ဘယ်လိမ့်ပြန်လာမှာလဲအမေတောက်သွားတာအမေမောင်ဟောဒီငမူး ကြည့်စားနေရဘာဖြစ်လို့တောက်သွားတာတော့ ပြင်းပြင်းနဲ့လေ အမ ပြင်းပြင်းနဲ့ကျွန်တော်မိုင်းကြီးရဖို့တောင်းလားမတောင်းဘူးလား တောင်းတယ်လေ ပေးတာ မပေးရဘူးဘာလို့မရမှာ ဘာပြောလဲ နေကနေရှာတောင်း
လို့ငါပြောတာပေါ့အကောင်ရဲ့ ကိုမစကားကိုနားထောင်နေလေအခုရှာတော့တာနတ်ကိုမှတွေ့တယ်တော့တယ်ပြီးပါလေ တောက်မတောက်တော့ငါကူအောင်ဆောင်တောက်တော့ရိုက်အဲ့တောက်မတီးရိုက်တယ်ငါအောင်နေကြည့်ကုန်တော့ပါပဲနင်းဆိုတာလေ အဲ့သမီးကပြန်ရောပေးပြောပေးသူ့တော်မို့ ဘာကလို့ကိုလေနင်ရတမီရောနင်ရတမီရောကောင်းလိုက်တာ ကဲတော့မူကြပါဦးခင်ဗျာ ဒီစာယူကဘာဖြစ်လာတာလို့ဟဲ့ ဘာပြောင်းလဲမီးရဲ့ပရိသတ်တွေအုံကြအားပေးနေတော့ဟောဒီကမင်းသားလေးနှစ်ပါးတော့ကတယ်ဒီမှာခွားတစ်ဖြစ်တယ်လို့ခွားတစ်ဖြစ်တယ်ဒီမှာလည်းကြည့်ပါဦးမြက်ခွားတွေလည်းစုပ်ပြတ်တာကိုမင်းစုပ်ပြတ်တာကို အမလေးဟုတ်ပါရဲ့ဒီမှာနေဘသူဆော်မလို့တိလိုက်တာတော့ အမေကြိုက်တဲ့တောက် ဟာ ခိုင်းတုတ်ခိုင်းကိုကောင်း တောက်တဲ့ခိုင်တော့တွေ့ကြလိုက်တော့နေဝေကိုက်မှာဆိုလို့လား လုံးကြီးစုနေလို့ပါမီးရဲ့ ဘာလို့ဆိုနေရလဲ တောက်စလုံး ဟာလေတော့စလုံးနဲ့လုံးကြ အမောလုံးမမီးရဲ့ အမောလုံးတော့မပြောဘူးဒုက္ခဖြစ်တယ်ဟဲ့တောက်ခိုင်ကငါသားကိုစောပလာတီးရတယ်ပေါ့မေကျေစုခဏနာတွေ့ကြတယ်လားမစိုက်တော်တယ်ဟဲ့စိုက်တော်တယ်ဒီလေဒီလေဒီလေနေမဘာလို့နေကြတော့ဘာမှတော့မပြောရသေးဘူးဘာလို့နေမဇီးလေးဆို ဟောမဟုတ်ပါဘူးအကြီးလေးလို့ခေါ်တာပါ မတာမလေ ပြီးတော့ခေါ်သမ်းပါအေးဇီးလေးဆိုတော့ငါတို့ကလာပေါ့အေးဟဲ့ပါလေညီထီကျွေးလာတောင်းတာမလားပြန်လဲအလုံးတရှုံနေညီကမပေးနိုင်သေးဘူးအေးပြန်လဲစမ်း မဟုတ်ပါဘူး ဘာမဟုတ်ဘူးဆိုရင်ထီအောင်မလို့လားမဝဲဘူးနင်းထီကတခါမှလည်းမပေါ့ ဟုတ်ပါထင်ရတယ်ပြောပြန်ပြီမဟုတ်ဘူးအခုဟာလေးသိလားအကြီးလေးလို့ထိပေါက်လို့လာပြောတာ ဟဲ့ကောင်မညီဗျမ်းပတာတွေပြောပြီးတော့မုံဘိုးတောင်းတော့မစင်းစားနဲ့နော်မပေးနိုင်သေးဘူးဟဲ့ ကြပါဦးဗျာနေကြပါဦးဗျာဟိုဒီကနမတော်လေးကိုအရင်ပြေးပြောလိုက်ပါဦးလို့ပြေးပြောလိုက်ပါဦး ကျမပြောမလို့ပဲလေရှင်တို့တွေကတယောက်တစ်ပေါက်ပြောနေရအောင်ပြောလို့ရပြီနော်ရပြီပြောအကြီးလေးပြောအကြီးလေးလေထိပေါက်တာအကြီးလေးရထိပေါက်တာ အဲ့လေသူ့ဘာဝမ်းသာအားရနေဘလောက်ဖို့ပေါက်တာလဲ9000လားတသိန်းလားတသိန်းခွဲလားပြော ဟော9000လည်းမဟုတ်ဘူး3သိန်းလည်းမဟုတ်ဘူးအကြီးလေးတော့အခုပေါက်တာလေသိန်းသွားတာ ပိန်က ကျောင်းစရာရလာပြီဗျာလာပါပြီဗျာလုံနေငါကောခိုင်းတဲ့ကောင်မလေးကဘာမှလဲညလာနေပြီရဲ့ဟုတ်ကဲ့မင်းတို့ပြောလိုက်အဲ့ဒီတိုင်းပဲဒီမှာအချိန်လဲကြည့်အောင်မင်းတို့ကလေကြည့်လိုက်တလွဲတွေမောင်းလားရေးပြ ခေါ်ရပြီပဲဟုတ်ပါရှုပ်ကတော့တောင်းစားနဲ့တူတာပဲဟုတ်တယ်ဘယ်လိုခေါ်လဲ နည်းနည်းကတပွင့်လို့ရှိ ဟိုတပွင့်လုံးရှုအစတော့ကဒီလိုမျိုးတရုပ်ဆောင်ဘူးလားပြီးတော့ကျရင်ဒီလိုတရုပ်ဆောင်တဲ့ခါကျရင်တော်ကြီးရတယ် ကျကလေးအိမ်မှာတန်နေတယ်ဒီမှာကောင်လာဦးထိုက်တာရဲ့ တော်ကြီးခွေးကိုပြောတာမဟုတ်ဘူးလေစကားပြောတတ်လား ဟောပြောတာဘောတဲ့တမီးကဆိုင်ပြတ်တာ အဲ့လိုစကားပြောတတ်တာကိုပြောတာမဟုတ်ဘူးဒီလိုရုပ်ရှင်တွေမှာတရုပ်ဆောင်တဲ့ခါမှာစကားပြောတတ်သလားတော်ကြီးပြောနိုင်သလားဒါအောင်မေးတာ ဟောပြောနေတာဘောထိုက်တာရဲ့လည်းမလေးပြောပြမနဲ့တော့ပြမခရတဲ့လူတွေပြကိုပြောပြမှာညာကကတော့ဘယ်ကကတော့တစ်တစ်ပတ်တာလူစားရရွှေရပြီတူနေတော့ ဘသူကပြောတာလဲ ကိုကိုပြောရလေဘောထိုက်တာရဲ့ကိုအเจ้าကိုကိုပြောဘသူကသိမှာလဲ ဟုတ်ပါပြီတပွင့်လုံးရွှေကဲရိုက်မယ်ဝတ်သားသွားလဲလိုက်တော့ဝတ်သားလဲရိုက်မယ် အိမ်မှာတည်းကိုက်တာခါရစနေလိုက်ပတ်တဲ့ဦးဆောင်ခိုင်းလို့လားကျဲလို့ရပြီနော် အော်ဟုတ်လေနေဘာနေအားပြုတ်တော်မယ်ဘလူးကလိုက်တာဆိုတာနေစီရောစီပြီလားဘာလဲ တချောင်းသား သရောင်းသားငါမဟုတ်ဘူးနေ တဲပြီတယ်ကျမကကြောင်းသားကလေးကမှပြုတ်တော်လို့ကျမသိတယ်ပြောတာ အဲ့လေကဘလူးဝင်လာတာလေလို့ 哦，可
လိုက်တာထိုက်တာကြီးရဲ့ဒီမှာပဒေါင်းသားဆိုလို့ရှိရင်သပင်းကြီးကတုတ်သွားအိုးမဲကြီးတုတ်တိတ်တုတ်လို့လွယ်စိတ်ပြတ်တတာတွေဝစ်ဆိုတာဒီမှာကားထဲမှာထိုက်တာကြီးကလည်း အခုရိတ်မှာမြန်မာကားလေအခုကနေနိုင်ငံခြားပြန်လာသလိုဖြစ်နေတယ်တော့ ဟုတ်လား ဟုတ်တယ်နိုင်ငံခြားပြန်ဖြစ်နေတယ် ဆိုလို့ရှိရင်လည်းစက်ကိုလည်းနည်းနည်း သက်ကိုဘယ်လိုပြင်ပေးရ နိုင်ငံခြားပြန်ပဒေါင်းသားလို့ပြော နေနဲ့ကြမှာဟောဒီသက်ကိုပြင်ပေးရအောင်မယ်ဒါသက်ညွန်းနေမနေတာရိုက်လိုက်တော့ငါမရိုက်တော့ဘူးငါပြန်ပြီ ထိုက်တာကြီးအဲ့ဆိုလို့ရှိရင်ကျမနိုင်နေငါလည်းကားမှာဒရိုင်ဘာပါတယ်အကန်နေကလေးတိုက်ကန်နေတယ် လို့ဟာမရုံငါလာလေဒုက္ခပဲကွာ ကဲစက်ခွက်အားလုံး ready ခွာလာပြီးတော့ငါအဖေလားဘာဖြစ်တာလဲ ဟိုလာကြစိတ်ကိုတို့တောင်းမစရာလေးရှိလို့ပါ စော်စမ်းမအောင်တကယ်တော့လေကိုတို့တကယ်ချစ်တာဟောဒီစိတ်ကလေးကိုပါ အမလေးဟဲ့ ဟိုလေဟိုတင်မမဆိုတဲ့မိန်းကလေးကိုလေကိုတို့ကခဏတာလေးစိတ်ကစားမိတာပါတကယ်လို့ဒါလေစိတ်ကကိုတို့ကိုပြန်ပြီးလက်ခံမယ်ဆိုရင်လေအဲ့ဒီမိန်းကလေးနဲ့စိတ်သက်ကြောင်းလဲတာကိုတို့ဘက်ကဖြတ်ပလိုက်မယ် အမလေးရီးစရာကောင်းလိုက်တာဟာ ဒီပါဗျာကြီးပါဗျာ ဟုတ်တယ်ကွာစိတ်ထဲပေါ်တော့ရေပလိုက်ရေတော့အားမြအမ်ပလိုက် အမလေးဟုတ်တယ်အန်ကျင်နေတာဒီစကားတွေကိုခုမှလာပြောတယ်ဟဟလားဒီပေါက်တော့မှဒီစကားတွေလာပြောရသလားဟာပဲရမယ် ဟမ်ထိပေါက်တယ်လား ဟုတ်တယ်လေ အိုးသိတော့မသိလိုက်ဘူး ကိုကြည့်စမ်း တို့ပါပဲဒီလိုကတော့မူသာဝါရာတွေကိုပေါ်တီကျွလွန်နေပြီကြာခင်မှာကျုပ်မေရဲ့ဖရုဇဝါစာတွေကိုခင်ဗျားကြားရတော့မယ်ကြားရတော့ ဟုတ်ပါတော့အော်မကုန်ရွှေတကုံပါပဲတရွာလုံးသိနေတဲ့ကိစ္စကိုသူတယောက်တည်းမသိဘူးဖြစ်ရသေးတယ် အဲ့ဒါပြောတာဗောမူးညောင်ဆောင်တဲ့လူကအတက်ရခက်တယ် အိုးအိတ်ချင်အောင်ဆောင်တဲ့လူနှုတ်ရခက်တယ်မဟုတ်ဘူးလားငါမောင်ရဲ့ဘာစကားတွေပြောလဲ မဟုတ်တော့မယ်ဟဲ့လူဘီတလုံးတော့တန်ဖိုးပြည့်တဲ့စကားတွေလာပြောမနေပလင်းနဲ့ဝင်အဖုံးပိတ်ဒိုးလိုက်တော့နော် အိုက်ဒီနေကောင်းလာ ਈ လားအိုက်ဒီနေကောင်းလာ ਈ လားကျုပ်ကလေမျိုးကပြန်လာရင်ထီပေါက်လို့ရတဲ့ငွေနဲ့ကျုပ်ကဇက်ထောင်းမှာကျုပ်ကမင်းသားနေရာနေကမယ်အမှန်တန်ကောက်ကျစ်ရုပ်มาပြီးတော့လောင်းမလဲပြောတဲ့နေရာနေခင်ဗျားကိုထားမယ်လို့နော်မြောက်ထားမယ် ဩငါတူတို့อ่ะဦးလေးကိုထင်လွဲနေကြတာဟုတ်ကွာတကယ်တော့စိတ်ကလေးကိုတို့ဒီကဘာကြီးပေါ်မှာအချစ်ဆိုอ่ะစိတ်ကလေးတယောက်ထဲမှာစိတ်ရဲ့အရှိတောင်အာရှမှာအချစ်တဆုံးယောက်ျားဟောဒီကကိုတို့ပါကိုတို့ရုံပါစိတ်ရဲ့နော် မယုံပါဘူး ဟမ် ဒီတဲ့တော့ကြတယ်တော့မှာတော့ပြောရည်သွား စိတ်ကလေးမယုံရင်ကိုတို့ရင်းနေခွဲရတော့မှာဘောစိတ်ရဲ့ အဲ့ပါလေအဲ့ရင်ကွဲရုံနဲ့မဟုတ်ဘူးလဲသိလိုက်လဲသိအခုသိနေအခုသိ တေတော့မတေပြစီတဲ့ဟိုစိတ်မသေးခင်ကားလေးတစ်စီးတော့ပိုက်သွားပြစီအိုးဟုတ်စိတ်ကိုတုတ်ကိုပြန်မချစ်ဘူးဆိုရင်တော့မလေအခုပြောရနေပြန်လာလို့ရှိရင်အချစ်ရော်ကြီးအနေနဲ့ကိုတုတ်တော့ပြန်ကားလေးတစ်စီးတော့လက်ဆောင်ဝယ်ခဲ့ပါလား မလေးပြိုင်ကားလားလေးကိုလာမချုံနဲ့ဟုတ်တယ်ပြန်ကားတော့မရဘူးရမရနောက်တက်ပြီးမလားဒီကောင်လေးဘောဝါလို့ပါ မျိုးကရန်တိုက်ကိုပွဲကုန်
လှလာပြီလားလှလာပြီလားတော့ရှီလေးများချုပ်ဝင်လိုက်ရရင်ဖြစ်မလဲဘယ်တော့မှစက်တီရှိလိုက်မလဲလို့စက်တီရှိလိုက်မလဲဟမ်အာနမရောရဲ့အသားလေးရတယ်ဖြူလိုက်လားဖြူလိုက်လားနှစ်ပါးတော်လေးတဘောတော့ကလိုက်မယ်အမလီကောင်းဘယ်ရောက်တော်လဲလို့ဘယ်ရောက်တော်လဲဟမ်ကောင်းလေးများရှည်ဖြင့်ဟိုနေနှမတော်နဲ့နှစ်ပါးတော်လေးတဘောတော့ကလိုက်ခြင်းနဲ့လို့ကလိုက်ခြင်းနဲ့ချစ်လို့ခင်ဗျာဟာမမခိုင်ပါလားလို့မမခိုင်ပါလားဟမ်မမခိုင်မမခိုင်ဘယ်ဒီမောင်မခိုင်ဟိုနေမောင်ကြီးတိုက်နေတယ်မမခိုင်ဒီမောင်မခိုင်လို့ဘယ်ဒီမောင်ရောမခိုင်哦，မခိုင်လီဘူးလို့မလဲဗျာဘယ်သူမှမလဲဗျာဟောတာကျိုးတို့ရဲ့ရွာမမခိုင်မခမညာနော်မိခိုင်ဟုတ်တယ်ဗာလေရှမ်းနေမိုက်နေဆိုမှတ်မိကြတော့ဗာလားဟုတ်ပါဒီဇိုင်းတွေကတော့တော်လန်ထွက်နေရဟာဘောင်းတွေလည်းကျုံရောင်ဆုံးပြတော့တာနာပြေချိုကြီးတော့ဘောက်တာတော့လည်းမတော်ချိုကြီးထွင်ထားတာသူတို့ရန်ကုန်မှာထွင်ထားတဲ့ဘောက်ပြီလေနေစားမှာငါမောင်ရဲ့ဟဲ့မိခိုင်အမလေးရွာတော့လို့မဟုတ်ပါဘူးအေးနှောက်လိုက်တာမိခိုင်ရဲ့ဟုတ်ပါလားဟုတ်လေရွာမိခိုင်ဆိုနေမေးကိုခဏဩမိခိုင်မိခိုင်မဟုတ်တော့ဘူးတော့ခုရန်ကုန်မြို့ရောက်ပြီးတော့လေမင်းသမီးဖြစ်နေပြီဓပွင့်လုံးရွှေဖြစ်မလေးစားလိုက်တာလှလိုက်တာအေးစားလိုက်တာဒေါ်လေးတို့ကလေရွာမှာတမျိုးတည်းဆိုလုံးရန်ကုန်တက်ပြီးဘာလာလောက်ကြတာလဲဘာလာလုံးအောင်မလဲမမခိုင်ဘာလာလုံးအောင်မလဲမခိုင်ဟော်ရီကကျိုးတို့တမိသားစုလုံးဟာဖြင့်အောင်ပါလေ3,000ဆိုကြီးကိုစုခူးရရှိရဆိုရန်ကုန်ကိုပတ်စံထုတ်ဖို့တော့ရောက်လာတာပါခင်ဗျာပတ်စံထုတ်ဖို့တော့ရောက်လာတာပါလို့နော် Oh my god ချစ်ကြိုတကယ်လားတကယ်ပါမခိုင်တကယ်ပါခင်ဗျာမလေးတော့ဆွမပြောဘူးမလေးဝမ်းတောက်လိုက်တာခုနကပြောလေခေါ်မှာပေါ့ချက်မပြေပါမခိုင်လေလေဟော်ရီကကျုပ်လိုကန်ကောင်းကြီးကျုပ်ကိုယူလိုက်ပါလားလို့ယူလိုက်ပါလားယူပါပေါ့ဟဲ့ဘာလို့ပြောတာလဲတော့ဒီပဲဒီရှိမှာမိစမအောင်ဘလီတို့ကလေအဲ့ပတ်စံသိန်း900ကိုဟိုထုတ်ပြီးပြီလားပမာလေထုတ်ပြီးသွားလို့ဘမ်းမာတော့တဝက်အပ်လိုက်ကျန်တဲ့အသေးဆုံးအနေနဲ့ကတော့3,200လောက်ကတော့ပြန်ယူသွားမယ်လေဟုတ်ပါဘူးကိုမို့စလိုက်ဖို့ပြရပါဘူးသူတို့အသေးဆုံးလေးတွေနဲ့ဘာလို့မခိုင်ဟောပါတော့မခိုင်ဟမ်စမ်းပစ္စည်းလည်းဝယ်ဖို့ရှိသေးတယ်လို့ပြောတာကြောင့်ပါသူလည်းအဲ့ဆိုဒေါ်လေးတို့ကဘယ်တော့ပြန်ရမှာလဲရဲ့ပြန်မလို့ပဲဟဲ့ဒါပေမဲ့ဟိုလိုင်းကားနဲ့ပြန်ဖို့ကလည်းလေတွေကတိုက်ဖုန်တွေကတက်နေဆိုတော့မပြန်လိုင်းကားနဲ့အဲ့ဒါကြောင့်မလို့ကားကိုစင်းလုံးငါပြီးတော့ဒေါ်လေးတို့ပြန်ပါလေငါတင်တာဘောဝဲတော့ဝဲအောင်ပါငါတင်နေဆိုလို့အဲ့ဒါရန်ကုန်မှာလည်းအသိမရှိဘူးအေးအဲ့ဒါဘယ်နာသွားငါမှလည်းမသိဘူးခဲ့ငါတို့ကဒုက္ခရောက်နေတာနေပါဦးမောင်ရဘသူတော့ကျွန်တော်ခီးသွား agency လေ။အိုးခီးသွားအောက်ဆီဂျင်ဟလား။ခီးသွားတဲ့အောက်ဆီဂျင်ကြီးပေါ့။မ agency ကိုကြီး။အော်ဦး agency ဟိုလွင်မိုးခီးသွားနေပြီလို့ဦး agency ကလည်းခီးသွားနေရပါဘော။ဟုတ်တယ်။ဒါလည်းလား။တွေ့ပါတော့။အဲ့တော့မောင်ရ။အဲ့တော့ကျွန်တော်ကူညီပေးလို့ရပါတယ်။ကောင်းဘေးပြန်ကြမှာလေ။ရေးပဲရေး။အော်ရေးပြန်မှာလား။အဲ့ဒါဒီလိုက်ပို့ပေးလို့ရတယ်ပေါ့။ရတော့ပေါ့ရဟိုငွေကြီးခေါင်းနဲ့မထင်နဲ့နော်။စိတ်ထဲရှိသလောက်ပေး။ဘာလို့လဲဆိုတော့ကျွန်တော်ကဒီလိုတောသူတောင်သားတွေကူညီခြင်းနေ။ဘောလာကြီးတာပါလေ။စစ်ပြေခြင်းတော့လေရေကားလေးကြာတဲ့မှာလား။အမေဘာမှစဉ်းစားမနေနဲ့ငါလိုက်ကောင်း။မာလေးရဲ့ညီမလေးရဲ့နှမတော်နေတိုင်းမြည်နေတယ်လား။ဟုတ်တယ်။အဲ့တော့ဘယ်မှာတေးကြလဲခင်ဗျာ။ကျွန်တော်ဘူရာကြီးရှိရဖုန်းကြောက်။ဟုတ်ပါတယ်။အော်သိပြီကျွန်တော်သိတယ်အဲ့တော့မနေ့ပြန်မှာနော်မနေ့ဆိုရင်ကျွန်တော်အဲ့ဖုန်းကြောက်ရှိမှကျွန်တော်ကားလာထိုးလိုက်မယ်။ဒါမှတော့လာဟိုဒီပြီဘူးမငါလေးနော်။ကျွန်တော်ပို့မှာနော်။ပတ်သက်တရားမပေးလိုက်ရတယ်။အေးကြည့်ပါပေးပါလား။မလေးဟာကြတာပဲရန်ကုန်သူရန်ကုန်သားတွေသဘောကောက်ချက်တော့သဘောကောက်တယ်။တရားပုံကျေးဇူးပါ။ကိုလေးလည်းကန်နေရမ်းတက်နေတာပါ။ကြည့်ပါဦးချီတွေကလည်းပောက်တယ်။ပူမိမဲ့လူကလည်းဆင်းနေတယ်။ခုနကပြောတယ်ကြားလိုက်တာမနေ့ကပြန်မလို့ဆို။အေးလေပြန်လေဟဲ့လားအဲ့တော့ဆိုလို့ရှိရင်လေဟိုအစင်သိလိုက်တာဟိုကျမလည်းလေဟိုမြက်ခံရွာကိုပြန်မြင်လို့အဲ့ဒါလိုက်ခဲ့လို့မရမလားမသိဘူးဟိုပါလေညီမလေးသိတယ်မလားဟိုချိုးချိုးလေးနဲ့လေဟိုအော်ညီမလေးလေဟိုစားမပြောတတ်တဲ့ကောင်ပေါ့လေသူကရန်ကုန်လိုက်လေချင်းလဲဆိုလိုက်လာတာအခုပြန်မယ်ဆိုတော့သူပြောခဲ့ဘယ်လိုစိတ်ချဒီမဲ့မလေးရတော့ခဲရတော့ရပါတယ်ဒီခိုင်ရတယောက်တည်းဘာမှမဖြစ်ဘူးကာကြီးရတယ်အမကျွန်တော်နေလိုက်မယ်နော်ညီမလေးကဘောကောင်းလိုက်တာဘိုးကမောင်ကြီးလေအဖော်ရတာဗောနော်ဖုန်းကြောက်လာခဲ့လိုက်ဘူရာကြီးကဖုန်းကြောက်နော်မလေးသိပါလေအဲ့ဒီပြောပေးနေကြမခိုင်လောက်တိုင်းလို့စီပဲမခိုင်လောက်တိုင်းလို့စီဟာမခိုင်ကအလောင်းထားခိုင်းတယ်အလောင်းထားမို့ no လောင်းတိုင်းလို့စီဆိုတာမတွေ့တာတော့ကြာလို့ပြောတာလောက်တိုင်းလို့စီမခိုင်
ကျွန်တော်ရှူတင်လိုက်ရပြောထားတာနော်ဘယ်လိုက်ခဲ့ရပြောလောက်လောက် လဲလို့မရတော့ အဲ့လိုမရဘာဖြစ်လို့ ဟိုကလေဟိုပြန်တော့မှာ ဘယ်ပြန်မလဲမခံ ရီကိုပြန်မှာ ရှေ့အော်တင်းလိုက်တိုက်တော့ဝယ်လို့ပါအဲ့ဘက်လား ဟုတ်တယ် โอ้ amazing ဟာကျွန်တော်ဗျာအဲ့ eating trip တွေအရန်သွားခြင်းတယ်နိုင်ငံ foreign trip တွေသွားတာအရန်များနေတယ်ကြာဟိုအဲ့ဒါလေးလိုက်ချင်လို့ရမယ်အလယ်လိုက်ချင်လို့ပါဟုတ်ပါဟို ဟာလာမိဟာလာဆိုကိုတော့မှသူဟာကောက်ကိုကတ်ပြီးတော့စီးရမှာဒီမှာဒါငါတို့ရဲ့ရွာဟိုအခုတော့တတိမိုင်ဖြစ်သွားပြီပေါ့သိန်း9000ထီကိုပတ်သွားတာ wow amazing သိန်း9000ထိ ဟုတ်တယ်ကိုကကိုကားငါမှာသူကားနဲ့ငါကတ်လိုက်စီးနေလိုက်ချင်သူပြော အဲ့တော့ဝမ်းသာတဲ့အနေနဲ့အဲ့တော့ဝမ်းသာတယ်ဟုတ်တယ်ကျွန်တော်ဝမ်းသာအဲ့ဒါပါ surprise ဖြစ်သွား surprise ဖြစ်သွားတော့အရန်ပါလက်လို့ရမယ်လေလို့ပါလို့ပါခေါ်ပါဟိုကားကပေးလို့ပြရမယ်ဟို9000တော့3000 အောင်မေကိုရင်းကြီးစကားပြောတာလားမင်းကအမလေးတစ်ထောင်လား ကဲပါမေရေခေါ်ခဲ့လိုက်ပါမေရေဟိုလမ်းမှာစကားပြောဖို့လေးပါရတာပေါ့ ရမ်းမသိရနဲ့နော်ကောင်းဆက်ဘယ်လိုလုပ်လဲ အဲ့လေကောင်းမဆိုင်ပေါင်းမတင်ပြီးခေါ်တော့မယ်လက်ခဲလက်ခဲတိလား အရန်တော့ခေါ်တယ် super cute လက်ခဲတော့တိလားလက်ခဲမလဲချလို့ရှိရင်လေဘူလိုက်ရှက်ဖွင့်ကြောင်းလာလာအဲ့ကနေထွက်ကြမှာတိလား ကဲခေါ်ခဲ့ဟဲ့ခေါ်ခဲ့ ပြီးပြီလားသွားကြမယ် သွားမယ်ဟာ wow amazing မောင်ရင်ဟိုမင်းကားကလည်းကွယ်ဟိုမှန်ကြီးအောက်ချပြီးမောင်းတော့ဟိုအပြင်ကဖုံတွေကလည်းဝင်းနောက်တကလေတွေကလည်းတိုက်ဟိုဒီမှာအတော်တို့အိုက်နေပြီဒီမှာကုတ်အင်းကြီးတွေရောဘာတွေရောဟိုနည်းနည်းလေးပန်လေးကိုတင်ပြီးတော့အဲယာကွန်ဆိုလားပါဆိုလားအဲ့လေးပြည့်စက်လေးနည်းနည်းဖွင့်ပါကွယ်မင်းကလေ တို့ကလေးတီပဲပေါ့ အေးလေ ဒီဆိုတာခီးရောက်ဝေးတယ်လေ အဲ့တော့ အဲကုန်တော့ကျွန်တော်ကစီကုန်ပါပေါ့ ဘယ်လို မမဟုတ်လေစီကုန်လည်းပြဿနာတော့မရှိပါဘူးလို့စီဆိုင်ဒီပေါ်ပါတယ်ဒါပေမဲ့ကျမ်းမာရေးတွေကျွန်တော်ပြောနေအပြင်မှာရာသီတို့ကအရန်ပူပဲလေဒီရန်ပူတော့ဒီထဲမှာအေးပြီးတော့အောက်ကိုအပေါ်လေးသွားလို့ဆင်းလာပဲဖြစ်တခုဆင်းလိုက်လို့ရှိရင်အပူအေးမမြလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စေဒီကြောင်းမဲ့လည်းပြီးယောဂါတွေဖြစ်မှာဆိုလို့ကျွန်တော်စေတနာနဲ့မပွင့်ပြရဒီမှာကျွန်တော်စီစဉ်ထားတယ်ဒါလေးတွေကတပါလို့ဒါလေးနဲ့ယောဂါမဖြစ်ဘူးဟောရီဘကမမခိုင်လေးလားမီယာ ဟုတ်ပါတယ်ရှင် မမခိုင်อ่ะမင်းသမီးလုံးမဲဆိုပြီးတော့မြို့တက်သွားလဲကြပြီဆိုတော့ဘာကားတွေပဲရိုက်ပြီးတော့ဘာကားတွေများရိုက်ပြီးတော့ နေစမ်းပါဦး အေးလေရွှေညရဲ့နင်ပြောနေပဲငါတက်ခါလေးကြောက်ကုန်တော့ကဲပဲငါပြောပြစီမားတယ်ပြန်နော်ဟိုချစ်ညရဲ့ကားတွေလေရိုက်ထားတော့အများကြီးပဲအဲဒါပေမဲ့အဲ့ဒီကပြောပြရမယ်ဆိုလို့ရှိရင်တော့အဟုတ်ကားလေလူရတနာတက်တယ်လူရဲ့ သိပါတယ်မမခိုင်မင်းသားနေမင်းရိုက်ထားတဲ့ကားပါခင်ဗျာအဲကားမှာမမခိုင်ကကောင်းဆောင်မင်းသမီးလားခင်ဗျာ အာကောင်းဆောင်ပြီးမြန်ငါတယ်ငါတယ်ဒါပေမဲ့ကွာရှင်းမရတယ်ရှင်းရပြည့်နေပြီအမြင်ကတော့ဟိုရန်နည်းနည်းလေးပဲပေးရမယ်ခံလိုက်ပါကြည့်ဟိုခီးရိုက်ထွက်တော့ဆိုချက်တီရမ်းများကြီးပေးနေမှာအဲကြောင့်မလို့အမနဲ့လေးပဲပေးရတဲ့ခန်းလေးကိုပါလိုက်တယ်အဲ့ဒါလေးကိုထွက်ပြေးတဲ့ခန်းလေးထွက်ပြေးတဲ့လူအများကြီးထဲမှာလေဟိုးရှေ့ဆုံးကကြည့်လို့ချင်း၄ယောက်ညမှာအင်းပြားလေးကိုချာ အဲ့ဒါဆိုကြောပဲမြင်ရမှာပေါ့ခင်ဗျာ ဟုတ်တယ်လေကျောင်းနဲ့ပြုံးဆောင်တာကျောင်းနဲ့တို့ဖနှောင်းနဲ့တို့နောက်စီနဲ့တို့ပြုံးဆောင်ဖို့ခက်တယ် ဖနောနဲ့လောက်ရတာခက်တယ်ပြောပြောပြောဆိုတော့ နောက်ထပ်ကောဘာကားတွေများရိုက်ထားသေးလဲခင်ဗျာ ရှိတာပေါ့အရမ်းများနေတော့လေရုပ်တက်တော့မရမေးလားဟိုကလေစွကြအရမ်းနဲ့မကြည့်ရလေဝင်ဝင်ရမ်းတောင်းတဲ့ကားလေကားမှာပါတယ်ဟာတာမှာပါတယ် အဲ့ကားမှာမမခိုင်အောင်မတွေ့မိပါလားခင်ဗျာ အော်ချင်ညွာလဲမျက်စိလည်းပုံနေပြန်ပါပြီအဲ့မှာလေ fashion show ရှောက်တဲ့ခန်းမှာပါတယ်လေချင်ညွရဲ့ ပေါ်ရနေရလားခင်ဗျာ အမအဲ့ model show ရှောက်တဲ့နေရာငားတယ်ဟာပြပြီလားငားတယ်ချက်တော့ညောင်းတယ်လေရှောက်ရတော့အဲ့တော့ဟိုထိုင်တဲ့နေဟာပါလိုက်တယ်ပွဲကြည့်ပြတဲ့ထိုင်ကြည့်တဲ့နေဟာပါလေရှောက်ညောင်းလို့ရှောက်ညောင်းလို့ တော်တော်နေရရတာပါပဲခင်ဗျာ ရတယ်နေရဆွဲကြတဲ့ချက်ထားပေးတာလူစီခုံစီပဲထိုင်ကုန်လေးနဲ့ပေါ့ဟုတ်တယ် ဘာမှမပါနဲ့မမခိုင်ကျုပ်က
ကအခုရွာပြန်ရင်စက်ထောင်တော့မှာခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဇက်မှာမခံကိုခေါင်းဆောင်မင်းသမီးတရားတွေတင်ပါမယ်ခင်ဗျာ 你怎么穿女的？说明你都没好呢。 အခုမှမခိုင်း 这玩意儿，这牛嘞，肯定得看家了。那对不对？ ကျေးဇူးတင်ပါတယ်ခင်ဗျာ 你要不嘞？ အော်ဇာယူနဲ့မော်တော်ပြက်နဲ့တော့တွေ့နေပြီဟေးဝက်နဲ့ချီနဲ့တွေ့သလိုပဲကဲဒီဘက်မှာရေမြပါမြပြောမလဲဒီမှာစီဝိုင်းတီဝိုင်းတော့တိုင်မယ်မလို့မာရီဟေးဘာရောတော့ကျွန်တော်ကကာရာโอเคတဲ့အကြီးပွင့်ပြီးတော့နိုင်ငံခြားပြည်ရက်ကြီးပဲတင်ပြီးတောက်မှာ 哎，不咯？ ရောင်းပါစီဝိုင်းရောင်းပါ 嗨，你俺那里我讲到你嘛，讲米包，嘿，俺毛 အ 耶。 များကြီးဝယ်ပေးပေါ့မာရီအများကြီးဝယ်ပေးပေါ့ 到这嘛嘿，俺毛耶，你怎么的呀？ပြောလို့ပြောလို့ပဲနောင်ကြီးနေတာပဲ ကောင်းပါလားခင်ဗျာ ဘာပြောချင်မှမသိတာသူပြောချင်တာပြောပါစေဖိုးခေါင်ပဲ ဘာဘုံခေါင်လဲခေါင်လို့ပဲခေါင်ဘုံခေါင်ဆိုတာကြောက်ကြားနေမယ်သူပြောတာနားထောင်အောင်လဲသူဘာပြောလဲဆိုတာနားလဲလို့လားလို့ ဟုတ်ပါပြီခေါင်ရဲ့သူပြောချင်တာပြောပါစေ နားရင်ကြီးလို့ပါခင်ဗျာနားရင်ကြီးလို့ပါ ကဲဟဲ့တူမလေးတူမလေးနားရင်ကြီးပပရိုက်ပြီးတော့မှာနော်တပူပေးတယ်တပူပေးတယ် နားရင်ကြီးလို့ပါခင်ဗျာတော်လာပါတော့ 俺毛耶，说到了喂，俺那。 ကကြိခဏလေးရပါကကြိ 你咋了？ ရွှေရေတိုနေချူချူမချူမပါ 哦，你为什么来了？你我伢一个大房来了，妈妈他了，我屁屁，你上头没包，这不泡到的呀？我 အော်တူစားမင်းကြီးကဒီကိုဘာတော့ပတ်ဖို့ရေးကြီး 他多少名字嘞？ အခရာဒါကလည်းမတူစားလေးပဲရရတာလေ 是呢，现在多的了，现在多的了。 ဘာတူရတယ်လား 干嘛？你面试嘛？ ဟုတ်တယ်ခေါ်ဝဲရှူပါကကြိဒီကားဖို့လို့မြောက်ကကြိ ဘယ်ရမလို့ပိတ်ထားတာ ဒီလိုအာဘောလည်းပိတ်လို့မြောက်လေကိုဖတ်တာကိုနေတယ် ကျွန်တော်လည်းပေါ်ပါတော့လေကျွန်တော်လည်းကားခဏနား နောက်ချင်းနဲ့ 我来包车。养来的。 ဒီလိုရှင်လေပတ်ရှင်ရှိဘူး ဟိုလေကားမူပြီးတော့လေသူကအားမရှိဘူးဖြစ်နေတယ်ခေါက်ကူပါကိုစမ်းလိုက်နော်အော်ရန်တို့လေတော့ချပေးရအောင်မသူကချပေးမယ်အပါ အော်ခုနပြောတော့ခေါင်းမွေးနေဆို အော်အခုကျနင်းတက်တာလို့ရှိသွားလို့ပါ ချက်ချင်းတော့အောင်စရာ အဲ့တော့ကြီးတော့အားမရှိသေးဘူးအမ 呀呀啦。大瓜瓜是老几呗？ လေးတွေများလေတကယ်တော့ကြဆင်းရတယ်တော့ကြဆင်းကြပြန်ပေါက်လိုက်တောက်လိုက်တောက်လိုက်ပေါက်လိုက်နဲ့မပြီးမပြီးနိုင်ကြဘူးငါနဲ့မြကွာပါပြောရင်တော့ငါတော့ပေါက်လိုက် ရှူပေါက်ချင်းနေရမလား ဟုတ်တယ်မောင်ရဲ့ တပေါက်လေ ဟိုပေါက်တာတော့ဟုတ်တယ်မောင်ရဲ့ဒီတူကြီးကိုဘုသူပေးထားပြန် ပေးကျွန်တော်ဒီထား အေးမောင်ရဲ့ကျေးဇူးပါဟဲ့ ဟုတ်လေမေရောရေမေရောရေအဲ့ရသပြထုတ်ကိုတောင်းတော့ထိနေထားပြပါမယ်ထိနေထားရ မင်းကပြီးမှမသိမပြီးမှမသိရော့ မေရောရေပြီးပါ မောင်ရဲ့ပေါက်လိုက်ဦးမယ် ပေါက်တော်မူပါမေရောရေပေါက်တော်မူပါဗျာ ဟုတ် ပေါက်သွားတော့လေ ဒီလိုကောင်းပါပြီ တောက်ပါပြီဟဲ့ဟဲ့ ရောနေကြပါဗျာ ကကြိ ဟဲ့ဘာဖြစ်ကြတာတော့ ခလာရမချူချူ အော်ခုနကဟာနေပုတ်ပြီးပြီလေငါမောင် ခုနကချူပေါ့တာလေကူအပေါ်သွားတယ်နာ အော်ဒီပဲဟာလေတော်တော်တော့ပြပါလားပြရပြမမဟုတ်တော့ဘူးအတောက်တာဟုတ်အဲ့ဘူးလေဘူး ဘာမင်းညာဒီတူစားမင်းညာ ရှင်းပါနဲ့ရှင်း စမဲဖက်တာပါဗျို ဘုကစီလေ ရှင်မအိုးပါတယ်နော်ကောလမောက်ကြကုန်နော်ရှင်မအိုးပါတယ် ဟ
ပြန်လေ ဒီရထိုးတာဒီရကဒီမှာအဲ့ကဒီမှာဘလို့ပတ်တယ်လဲပြောအယောင်ဒီမှာအညိုရောင်ဒီမှာအနဲ့ရောင်မဆိုင်လို့လေမင်းอ่ะ ကျွန်တော်လေးရိတ်ချင်တယ်ဗျာ ရှင်းရတာပဲကွာတပူပဲတပူ လေဘာတွေနေကြတာတော့ မရှိတာလေမရှိတာလေ နားလေးရှိလိုက်တာ ရှိတော့မရှင်ပေးလိုက်လေပေးလိုက်လေ ဟာကျွန်တော်ဘာယူလို့တော့ဘာယူပေးရမှာတော့ မယူယူတာပေးလိုက်လေ ဟောမယူပါဘူးဆိုပါပဲ ဘာလို့လဲဘာလို့လဲညှို့ထိုးလဲနော် ဒါမကြီး အတော့ကြီး ဒီမှာဒီမှာဒီမှာတော့ဒီမှာတော့ဒီ ဒုက္ခ ဒီမှာ ရှိလား ရှိရ အရှိ မူရနေသလားအမေ မစော်ရမစော် မစော်ကားပါဘူးအဲ့အာယုံနေနှောင်းလိုက်တာကောင်းဝေးပြစေနားလေးကိုညင်းနေတာပဲတကယ်ပါပဲ တခုပြောမယ်တော့တခုတော့ပြောမယ်တော့မရှိရင်မင်းပြန်ပေးလိုက်ရှိရင်မင်းပြန်ယူလိုက်ဒါပဲ ဒီမှာတော့အမပြေးလိုက်တော့ပြေးလိုက်တော့ပြေးလိုက်တော့ မမကြီးအဲ့တော့ပြန်နော်နန်းတို့လေးတဲ့အဲ့နော်ငါ ကိုပဲပဲ ဒီနေ့ကလည်းလုံးပြန်ပြီးရောင်းပြန်ပြီလားဆုံးပြတယ်တကယ်ပဲ ပြီးတော့တော့ပဲ ရောက်တာမဟုတ်ဘူးအိမ်မက်မက်တာမဟုတ်ဘူးတကယ်ပြောက်သွားတာငါဆက်တော့ကြည့်မရှိတော့ မရှိတော့လားမရှိတော့ရပေးလိုက်လေပေးဒီကောင်လည်းမရှိတော့ဘူးတော့မရှိပြောက်သွားရေဗောဒီကောင်ပြောက်သွားခိုးသွားရတာမသိဘူးလေ လုံးကြပါလုံးကြပါ လေလို့ဘယ်ရောက်သွားတာလဲ လုံးကြပါရှာလေးဆိုရှာလေးပြေးတော့လေဆင်းတော့ စီလေစီလေတရားလားတရားလား ဘယ်နာမှာတော့ဘယ်နာမှာတော့ဘယ်တော့မှမရကာဝပါလာမိတာချမ်းသာကိုစိမြဲပါစေဥပ္ပယံဘေးကင်းစင်ဝေးညိကြပါစေလို့ဥစွာပထမဂါရဝပြုအပ်ပါတယ်ခင်ဗျာ အိုးရေးထဲမှာငါသားရေးပြစ်တာပို့နေရသေးတယ်နေဘာဆိုလို့ချင်တာဘာလို့ဆိုလို့ချင်တာပြောစမ်း ဒီလိုပါမယ်ရောရဲ့ဒီလိုပါမယ်ရောရဲ့ကျွန်တော်တို့ရဲ့တပြားလေးကိုခိုးယူသွားတော့တခုံငမိုင်သားဟာဖြစ်ဟိုးအရှိရဲ့စူးစူးကနေအနောက်မျက်စိမှဒေတာတို့ပြေးလေပြီလို့ပြေးလေပြီအဲ့လိုခိုးသွားတဲ့တခုံငမိုင်သားကိုရှူစားတော်မူကြပါခင်ဗျာ မ
စားရလေတခုခုချင်းပေးပါလားဘာဖြစ်စားလို့တဲလို့မပေါ့ဒုက္ခပဲရေးတယ်မှာဒီခြေတဲ့ကလေစားစရာကိစ္စငါပြောနေတယ်အဲ့ဒါတောက်စရာမရှိဘူးရေးလေးတစ်ပေါက်တော့တောက်စရာမရှိတဲ့ဟာဟုတ်ညီမလေးဒီမှာတော့ကိုရိတ်ကကိုမနေသိနေနေမြို့မတိုင်းနိုင်ဘူး ခမရလေဗျာခမရတော့တဲ့ရက်ကိုပြောနေရမဟုတ်ဘူးဗျာမရွှေနုလေးကရေစားလို့ရေတောက်ချင်တယ်ပြောနေတာနော်ဟုတ်ရွှေနုလေးရေစားတယ်ဆိုရင်လေကိုအားရဲ့လက်မောင်းသေးကိုဖောက်ထုတ်ပြီးမတောက်မလားတောက်မလို့ကနေကပါအလကနာမည်နဲ့အောင်နေရတော့တက်တီလည်းရှိတာမဟုတ်ဘဲနဲ့ အမလေးမော်လိုက်တာဟဲမော်လိုက်တာကိုရောလေးတော့မကင်နိုင်တော့လားဟင်မော်လိုက်တာ ငါလည်းပါလာပဲထီပေါက်လို့လေးမုံမိုးလေးမြတ်ရမလားဆိုပြီးလိုက်လာမိတာငါတကယ်မားတယ်ပြောပဲပါပါတည်းပြင်ရတယ် ကဲပါဗျာကဲပါပင်မဲသမျှကိုရှင်လန်းရအောင်ဟောက်လေးကမင်းသားလေးကနှစ်ပါးသွားနဲ့ကြကြမယ်လို့ပါလား တော်ပါငါသားကြီးလေတော်ပါဟဲ့အားလုံးအမောဆိုနေရတဲ့ဈာထဲမှာမင်းကလာတဲ့လေအားလုံးတက်ပြီးတော့သေသွားလိမ့်မယ်ဟုတ်တယ်တော်လိုက်တော့ ပေးတယ်လားအပေးတယ်လား ကဲဟိုအမောပြင်ဆိုလို့ဖြစ်လဲဟိုရှေ့အကောင်လေးလွတ်သွားတော့မယ်ငါဘာခွေးလိုက်တာလဲမောပြင်လို့ပြောတယ်နားပဲပါနားပါဘယ်ပြေးလဲမသိဘူးလို့ပါကွယ်ချင်းမှာစားတော့ဆိုင်တွေ့ရင်ပြောနော် ဒီကွာတော့ဘယ်လိုရှိမှာတော့ ဆက်ထားပါလာပါလေစားတော့ဆိုင်ဟဲ့ဘယ်လိုလုပ်တာလဲ ရေထဲမှာလာပြီးတော့ မေဟိုသွားလို့သွားခဏလေးမောလို့တေတော့မယ်ဟုတ်တယ် ဒါဘယ်တော့ရောက်နေတာတော့အားလုံးပဲနော်အားလုံးပဲဒေါ်လေးတောင်းပါပါလေအဲ့ဒီငွေတော့ကုန်ပါငါပြန်မရလို့ရှင်ငါယူပါငါလိုက်ချပေးကြပါအမေလည်းသိပါရေးလေးရလေအရေးလေးဟိုထိပေါက်တဲ့ပတ်စံတဝက်ကျန်သေးတယ်မလားအဲ့လောက်တော့မယူတော့ပါဘူး ဒီမှာငါတို့ကပြောမယ်ဆိုရင်တော့လေအဲ့ဒီငွေစပြားတွေကိုလိုချင်တယ်ဆိုတာထက်ကိုအဲ့ဒီဟိုးသခုံးငါတို့ကရဲလက်တော်တို့အချင်တာလို့ဟုတ်တယ်နော်ဦးကြီးတော့ဟုတ်ရဲ့လားဦးကြီးတော့ရဲ့လို့နော် စားတော့ဆိုင်တွေ့ပြီလားဘီယာနှလုံးလုံး တို့ပြောနေပြီဟုတ်တယ်ဟုတ်ခေါင်လဲလေမနေ့ပြန်ကြလို့ရှိရင်ကိုရိုလေးတို့လေကြက်ကြော်နဲ့အရက်တွေလာဆက်တာမယ်ဆိုပြီးတော့ဂတိပေးထားတာဒီတိုင်းဆိုရင်တော့မမီတော့ဘူးတဲ့ဂတိပြက်ပြီးတော့အကိုင်ခံတော့မှာပဲ ဩခေါင်းရဲ့အကောင်ထဲနဲ့အလုံးကြီးကိုင်ပြလို့မှမရကြောက်မနေစမ်းပါနဲ့ကွာ ဟုတ်ပါဗျာ ဘလို့တွေပြောလိုက်တာလဲဒုက္ခတော့ရောက်ကုန်တော့မှာပဲကိုရိုလေးတို့ရေမလိမ့်ဘူးမလိမ့်မှာမို့လို့ပြောပြီးပြောနေခွတ်လို့ပေးပါသမီးတော်လေးတောင်းပါပါတယ်စိတ်မဆိုးပါနဲ့လို့မောလေဒါနဲ့ဒါကလည်းညီလာပြောနေတယ်မှာခါချင်းတွေကလည်းကြိုက်တယ်နင်တို့ကလည်းနော်တစ်ယောက်တစ်ပေါက်နှစ်ယောက်နှစ်ပေါက်အားလုံး9ယောက်ဆို9ပေါက်ပေးခြင်းတယ်အားမဟုတ်ပါဘူး8ယောက်လေ ငါညမလေးကအာပါလေအားပေါက်ပါလေလေဟာပါပြောနေမယ်မင်းကြီးဟာကြီးနေရပါဘာလဲမင်းတခေါဟဲ့တခေါမြောင်ရဲ့စူးစူးပြေးလေပြီ ဟုတ်ပါလေပြေးလိုက်မနိုင်ဘူးဒီဘက်မှာဟေးရှင်းနေတယ်အောက်ကရှင်ပေါ်ပြုတ်ကြလာရင်ဒုက္ခနော်တို့ကြကြောက်ပိတ်နေတာဟဲ့ဘယ်လိုပိတ်ပါဝါတဲ့ဓာတ်ထဲမှာအမလေးတော့
အမလေးဘိုးကလည်းတပြေးပြေးနဲ့ချုပ်လာပြီ မဟိုင်းလာပြီ ဘာပင်မလာလဲနင်တို့အားလုံးငါလှုပ်ချင်တယ်နင်တို့အားလုံးငါလှုပ်ချင်တယ်လူကပြင်တယ်တော့အများကြီးဟိုခွေးတော့ခိုးတစ်ကောင်နဲ့တော့မိအောင်ဘာဖားနေပြအသုံးကောင်မကြတာဘူးနင်တို့ဒေါ်လေးဘာလဲဒီမှာလာပြီးတော့ရမ်းပြီးတော့လာပြီးတော့ရမ်းထောင်းမနေနဲ့အဲ့ဒါဒေါ်လေးရဲ့မောင်ကြောင့်လေဒေါ်လေးမောင်ကြောင့်ဘာဆိုင်လို့လဲစိုက်နေလေအရက်ကပတ်မူးနေတယ်အဲ့တော့တခိုးဘလို့ဖတ်တာဟယ်လိုကြီးခေါက်တော့တခိုးအမှန်နဲ့ရှက်လို့ထွက်ပြေးသွားတာဟောအမှန်နဲ့တခိုးဘလို့ဖတ်မသိလားတခိုးဟောင်းကောင်းကျမတဲ့လာတော့တခါဒီလိုကမ်းလို့ မောင်ကြီးလာပြီလို့မောင်ကြီးလာပြီဟေးဟေးကောင်းပါမခိုင်ကောင်းပါမခိုင်ချစ်တော်ကမဒီဘယ်လိုလဲကြလဲငါရှိခေါ်ပါပြီ ပြောကြမှာဆိုလို့လေဒီရလေးစမတူဒီလာနေတော့မတာဟိုမှာဟိုကောင်ဘာဖြစ်နေလဲငါတားရပါလိုက်လိုက်ကျွေးမြစ်တောင်ဟိုဒါစီချောင်းဟောင်းဟောင်းဟောင်းချောင်းဟောင်းဟောင်း ဘာလဲ ပတ်လို့ဖြစ်တာလေငယ်မရဲ့ ချင်းညုံညဲလို့ပုတ်နေလို့မိကတောက်ပါဗလား မသိဘူးလေညီမတော်ရေမေးပါများစကားရပို့ပါများမီးထွားဆိုလို့ပို့နေတာလို့ပို့နေတာ ပုတ်ပါများတော့မီးဘလို့ထွက်မှာလဲဟိုကြောက်ခဲချင်းပုတ်ပါမီးထွက်တာလေ ကဲအဲ့ဆိုရင်လေဟောဒီဘက်ကနောင်ကြီးကကြောက်ခဲတော့ရှာကျုပ်ပို့မယ်လို့နော် ကြာရှည်မိတဲ့ဒီပါဇက်သွားရှာပေးမယ်သွားရှာပေးမယ် မင်းမင်းတို့ ကဲနင်တို့ကလေအပြောလေးတွေနည်းနည်းရှော့ဟမ်မိန်းကလေးတွေအားလုံးကဒီမှာချစ်ကိုက်လို့သေတော့မယ်ဒီမီးကလေပွေးလို့ရအောင်ပါလားဟမ် ပို့တော့ပို့နေရမယ် တချို့များကြတော့လေကြောက်ထဲကြတာချင်းအတူတူပါတော့ခုတတိကိုတတိယမရနိုင်သေးဘူးအမလေးပြောတာမှပဲတတိယရတော်မူလာပြီတဲ့တော့ အမခိုင်းလေးသတိရလာပြီလားလို့သတိရလာပြီလား အဲ့ဘော့ကာဘာလုပ်နေကြလဲ ကလာရေးကြီးဟာတရေဒီကလေးကအမခိုင်းလေးမဲ့ချင်းမတန်းရလေရောမိမွေးပေးနေတာလို့မိမွေးပေးနေတာ အမလေးမောင်တော်ရဲ့အမလေးလိုက်တိတ်လိုက်တာချင်းညမောင်တော်လေးရဲ့ ဇိုင်ယူကနေတနာယူပြတော့မယ်ကွာငါမူးတော့မူးကျင်တာပြီဟုတ်တယ် တော့ဖြစ်နေလို့ပါဦးကြီးတော်ရဲ့ငယ်တဲ့ရောက်နေလို့ပါဦးကြီးတော်ရဲ့ ဟဲ့နင်ငါသားဘာမှစူစရာအကြောင်းမရှိဘူးဟမ်ဒီမှာနေစားမအောင်နေကဒီလောက်ထိဖြစ်ပြနေတာအမိုးကမပြေသေးဘူးဟမ်ဘယ်တော့ခေါ်တောင်းနေလဲငါပြောစမ်းအဘဘာလဲ လမ်းမလို့လေ ဘာလဲဟာတမျိုးဘာလဲအရက်ပလင်းမလားအဲ့ပလင်းကြီးအကြီးတွေတောင်းနေနေမူးနေတာမလားအရင်လေးနေအောင်မလင်းရရင်မကြည့်အဘာလဲမီးချဖလားလားမလေး မမကြီးမကြီး အမလေးရက်စလာရဦးရောရက်စလာရီနာဟမ်မိကြီးတာမပြောဘူးအသေးတတ်နေတာလားအသေးတတ်နေတာလားဒီမလားဒီလေညောင်းလာပြီဟမ် ပြောမလို့ပဲအာနာလို့ အမလေးအာနာလို့တဲ့ကြားလို့မကောင်းရသေးရဲ့လားဟမ်ဒီကိစ္စကမှအာနာရသလားမဟုတ်ဆုံးမဦးကြီးတော့ဟမ်ရပြီဝဇဝရီနပြီက ပြည့်ရမဟုတ်ဘူးလား ဟောလူမဲလေလို့ ကဲပါဘယ်မှာဟောလဲဒီမှာချင်းနေလက်ကလို့မြက်လို့ချင်းနေကလို့ပြေတော့မယ်ပြေတော့မယ် ရပြီ ဟုတ်ကဲ့စောစင်းစောမလဲပါလေခဏနေပါညီမလေးကိုလိုက်ရှာလေနေရာလေးတော်တော်နှံ့နေပြီဟ
ညီမလေးကစိတ်နှံ့တာမဟုတ်ဘူးတော်ကြမတော်နဲ့တွေ့သွားရင်ဘယ်လိုလုပ်မလဲ ကဲစောမှုလဲနင်ကလည်းတွေးပူနေပြန်ပါပြီဒီတော့ဒီတောင်ကလူသူအရောက်ပေါင်နေပါတယ်တို့ညီမလေးသစိမ့်နေနဲ့မတွေ့နိုင်ပါဘူးနှစ်ပူမနေနဲ့လာ 这老多人拍了不是？那叫那来，啊！不要这样嘛，都啥时到家里洗把这边啊！干点点。哎，西路，哎，西路，သူရှိလဲခေါင်းတော့ 哎，西路，哎，西路，夜里带把这边。哎，西路，洗来着，你洗来着，就这边吧，拍下来吧。哎，西路洗完了，哎呀哈。ရှင်းတော့ဟမ်ရှင်းတော့ဒီတော့ဒီကောလေမောလိုက်တာဒီကနားမောလိုက်တာ ဘာလဲရှာနေလို့ဘာညာတော့ကျနေတယ်ဒီမှာဟုတ်လေရောခမင်းနေလေလို့ ဒီဆိုတာလေတောက်ဖို့လောက်ပဲလိုက်ရှာနေတာဟောမှာငါသားကြီးကစားတယ် လာရဲစားကြတော့လာယူလာအားလုံးစားမယ်ဟဲ့စားကြတယ်စားကြတယ်ဟဲ့ဘာမလို့လဲဘာမလို့လဲဒီကငါအသက်ကြီးဆုံးအဲ့တော့ငါရင်စားပြီးမှနင်တို့စားကြ 你要多စားမယ်လေ ပြီးအကုန်တူစားမယ် ခဏတော့ အဲ့လိုလုပ်ပါ အားလုံးစားလို့ရအောင်စီစဉ်ပေးမယ်ဘုန်းကြီးဘောကလည်း ကောင်းပြီသားကောင်းလားဗျာကောင်းလားခင်ဗျာလက်တော့တော့ပွဲတော်တည်းနေတယ်ပါပဲလားလို့ ဖေဖေစားကြပါဟဲ့လူရက်ပြီးစားနေကြပါနဲ့အစားတစ်လုံးကိုလွှဲဟဲ့ညင်ပြီးသေရမယ်ဖေဖေစားတကမ်းပြောတယ်အရင်စားလို့အောင်နော်ညပါသားလေးလည်းမသိနော်ချိုးနေရဝါတင်တော်ကြတယ်စက်တောင်းပြန်မယ်သိလားအဲ့ဒါဒီပြောရမှာမုန်းတာရတဲ့တူလို့ဟုတ်တယ်ဟုတ်တယ်တောင်းတယ်လူပြီးတော့မလေးချောတယ်ဟိုအသားလေးစားရတာလေနူးညံ့နေတာပဲကြီးပုံးသားလားမသိဘူးနော် ဘာ အော်ကြီးသားလားမသိဘူးလို့ပြောတာပါ အဲ့လိုပြောတာဘာကြောက်ပြောနေတာအသားကြောက်လဲသိကြနားမယ်ပဲလား ဟုတ် မငါတွေ့ကြုံကပြောမယ်ဆိုရင်ဒီလောက်ကောင်းတဲ့အသားဝတ်သားမဟုတ်ရင်တော့ဝတ်သားပဲ ဟောဘောသားလို့ဘောသားပဲဗျာ ဘာလို့ကြောက်ပြောနေရလဲသူများကသားမစားပါဘူးသူမဟိုကိုရိုလေးတွေအပြည့်ရှင်လဲခွလို့ပေးပါနော်သမီးတော်လေးကလေငါပြက်လုံးစားရတာပါလို့ ကောင်းမှာခါငါခိုင်မဆောငါခိုင်အဲ့ဒါမှလည်းဆောင်နေမှာ အားနေတယ်ချွညိုလေးအသားနေတယ်သားနေတယ် ကမွေးရတော့ငါကငါသားကြီးဟဲ့ဒီမှာအမေတရားလုံးလောက်တော့ရှိတယ်အမေကတင်လာမှာမဟုတ်ဟိုကသွားတင်လာတယ်လောက်လိုက်မယ် ကွာပြီဘာမလဲ လက်နဲ့တူနေတာနေတယ်ဒီအိမ်ရှင်နေတာမသိဘူး သူတို့ဟာဒီစားလို့ငါတို့အဲ့ဒါနဲ့ပြန်လာမလို့မလဲ ပြေးပါနော် ဒီဟာစောင်းလို့ကောင်းနေလို့မရှိသေးတယ်လို့စောင်းလို့ကောင်းလို့မရှိသေးတယ် ဘာဘလီအသားချူချူလေးစားနေအရတာတော့ဘယ်ရောက်လဲမသိဘူးဘလို့ဖြစ်နေကြလေဟိုကနေတော့အကြတော့ငါတို့အားလုံးမတော်ပုံကုန်လိမ့်မယ်မတော်ပုံကုန်လိမ့်မယ် ဘိုက်ကတော်တော်စားနေပြီကွာအောက်မလေး စော်မလဲလည်းမင်းနဲ့စားရငါလည်းစားရပါ လမ်းလျှောက်ရလဲအများကြီးဘိုက် သမင်းဝဲပြင်ဝဲ ဟာစောင်းစီမကြည့်အောင် စော်မလဲငါတို့သမင်းဟင်းနဲ့ဘယ်လိုဆော်သွားလဲ ဟာဒုက္ခပါပဲကွာစားရတော့ကောင်းမကြည့်လို့အိမ်ကကြီးစားခွေးလေးရိုက်တက်ချထားပါဆိုမှဘယ်တရဝဝင်ဆော်သွားလဲမသိဘူး မတွေ့လိုက်လို့တွေ့လိုက်ငါအမေသားတယ် အေးကွာ အမလေးကိုလိုရေခွေးသားတွေတဲ့ ဘလေခွေးအောင်ရုပ်ခင်မဟုတ်နော်စီသာခွေးတဲ့ကြီးအများကြီးစားရတဲ့ခွေး ဟာ
စောမလဲအဲ့ဒါလူတန်းတခိုးပြစ်စမ်းတခိုးပြစ်စမ်းပြစ်စမ်း အမေ ပြေတာလေဟာတော့ ရေမတော်နေလာပြီးမြေမြူနေသေးတယ်ကွာဆိုး ဟေးဝေးဝါလူရလားဆိုကျွန်တော်ကဲပါဦးဗျာကျွန်တော်ဒီမှာကြောက်တဲ့ကြနေလို့ ဟာစောတိမူ စောမလဲ ဟိုဘက်ကလူတန်ကြားတယ်အေးဟဲ့ချော်ရဲဘယ်လိုလဲတော်ကြည့်မယ်ဟာကြည့်ရတာဒိုတဲရဟင်းတွေကိုခိုးစားသွားတဲ့ကောင်ပဲဖြစ်ရမှာ ဟာတိုက်သေးကြတာပေါ့ဟဲ့ဒီမှာနေငါတို့တဲဟင်းနေခိုးစားသွားတဲ့တခိုးလား ဟာဦးစမသာခွင့်ဆိုဘာရှောက်သွားနေရလေဘာဒီခိုးစားမှာလဲကျုပ်တော့ဘိုက်စားလို့ရှောက်သွားတယ်မှာကြောက်တဲ့ကြနေရကဲဟုတ် ကဲစားရမစားနောက်မှဒါအဲ့ကိစ္စကိုနောက်မှရှင်းမယ်လို့ဆိုဒီကောင်ကိုဆွဲတင်အောင်ကွာ အေးလာဟာ မင်းငါတို့တဲရဟင်းတွေကိုဘာလို့ခိုးစားရလဲ ဟာဗျာဦးစမသာခွက်ဆိုမစားဗျာလူကမှဒီမှာဘိုက်စားနေပါဆိုမှအဲ့ဟင်းကြောင်းနေလားပြောနေတယ်မစားဘူး ဟဲ့ငင်းမနေနဲ့ဒီတော်ထဲမှာလူဆိုလို့မင်းပဲရှိတာမင်းမစားရင်ဘယ်သူစားမလဲဟာအဲ့ဒါဆိုခဏတော့ပါ ဟဲ့ကောင်စောမလဲမင်းလာဘာပြောနေရလဲဘာပြောနေရလဲ तू ကလူဆိုတော့ငါတို့ကဘာဖြစ်သွားမလဲ ငါတို့ကဟင်း တိုင်းဆိုင်ဖြစ်ပြီဘောကမင်းလာပြီးတော့ အေးမင်းမိုက်ရိုင်းလိုက်လားဟာမင်းပြောသလိုငါတို့ကစင်လို့ဝက်လို့ဖြစ်ကုန်ပြီ ဟာစောမူလဲမင်းနာမည်နဲ့လည်းမူးမြန်နေသလားဟင်ပြောတာကိုမင်းတိုင်းဆိုင်နဲ့မထွက်တော့ဘူးမင်းတော့မင်းအတော်ရက်စက်တဲ့ကောင်ကွာဒီမှာငါတို့ညီကိုနဲ့ကပျောက်နေတဲ့ညီမလေးကိုရှားတာတစ်မျိုးတောကောင်မရတာတစ်မျိုးဟိုရထားတဲ့ဟင်းစားလေးကိုလည်းမင်းခိုးစားတယ်ဟိအောင်ငါတို့တော့ဘိုက်ဆိုင်နေပြီတော့မင်းတော့မင်းဟာဟိအောင် စောတိမူ ဟမ် လူသားစားမလား အေး ဟာဘာကြီးတော့ no ဘာလဲဘာလို့လဲ လူသားစားလို့မရဘူး ဘာဖြစ်လို့လဲ မြို့မှာလေကျွန်တော်တို့မြို့မှာလူသားစားတဲ့လူတွေယောဂဗျာဘောင်းလုံးဖြစ်တာဟမ်အစုပ်ကြောက်ကက်အသေးနှလုံးကလီစာဥသိမ်ဥမအယိုးနုတငယ်နာအတွင်းတက်လေးပြက်လေး မင်းပြောတာဟုတ်ရဲ့လားကွာ ဟာဟိအောင်စောမူလဲဒီကောင်ပြောတာလည်းဖြစ်နိုင်နေတော့ ဘလို့ဖြစ်နိုင်တာတော့ ဘာလို့ဖြစ်နိုင်မလဲငါတို့မောင်နှမသုံးအောင်ဒီတောထဲမှာနေတာငါတို့တက်တက်လी ဟုတ်တယ်လေ ငါတို့ညီကိုနဲ့ကိုဘဲကြားလာဆွဲလဲ မဆွဲဘူးလေ ငါတို့ညီမလေးရောဘဲချင်းလေးကလာကြိုက်ဘူးလေ မကြိုက်ဘူးလေ အေးမကြိုက်တာသူပြောတဲ့ဟာလေးဖြစ်မှာဆိုလို့နေပါဘူး အာ တို့မှအဲ့ဒါလေးရှိလို့ယွန်လို့ဖြစ်တာ ဟုတ်တယ်အဲ့လိုဖြစ်နိုင်တယ်ဟာဒီကောင်တော်တယ်ဒီကောင်လူတော်ပဲဟုတ်တယ်လူတော် မဲခင်ဗျားတို့ဖြစ်နေတဲ့ပြဿနာကိုကျုပ်ဖြေရှင်းပေးမယ်ဘိုက်စာနေတယ်မလား ဟုတ်လေ အေးအခုအချိန်မှာဘာပြောကျွန်တော်တို့အားလုံးကတတော်ရဲသွားတခီးရဲငတ်နေကြတဲ့လူတွေဖြစ်သွားပြီ ဟုတ်တယ် နောက်ပြီးပြောရမယ်ခုနခင်ဗျားကျွန်တော်ခေါ်လိုက်ကြောက်သိရမလားသိအေးအဲ့ကြောက်တဲ့ကျုပ်ဘာလို့ပြုတ်ကြလဲသိလား ဘာလို့ကြာ အော်ဘာလို့ရမှာလဲကျုပ်တို့ကလမ်းလျှောက်နေလို့လေယုံလေးနဲ့ကောင်တွေ့လို့လန့်ပြီးပြုတ်ကြတာဟာ မင်းယုံတော့လန့်နလား မဟုတ်ဘူးလေယုံကဖူးဖူးလေးကဖလောက်ဆိုထွက်လာကျွန်တော်လန့်တာဗောလန့်ပြီးပြုတ်ကြတာအေးဟမ် မပစံပေးမိုးဆိုးတို့တဘာဝတော်တဲ့တောင်ထဲမှာစကားကိုကြဲကြဲမျိုးဟုတ်တယ် အဲ့ဒါ တောကောင်ကြီးကြားသွားမှာဆိုလို့ ဘာဒီပြောအဲ့တော့အဲ့နားမှာကျင်းသေးတယ်ယုံရှိတယ်အ ਨੇ ဆုံးနှစ်ကောင်ရှိတယ်ဒီတဲ့များခြင်းလည်းများမှာအဲ့တော့ခင်ဗျားတို့ဘိုက်စာနေတယ်လက်နဲ့တွေလည်းပါတော့ကြောက်အဲ့နားလေးပြန်သွားပြီးဟင်းစားလေးရှာထားလိုက်ကျုပ်ကခင်ဗျားတို့တဲကိုပြန်ပြီးတော့ချက်ဖို့ပြုတ်ဖို့ပြင်ဆင်ထားလိုက် ဟင်းစားရိုက်ဆိုနေချီးဆိုနေမင်းမွေးလိုက်တော့နော် โอเค ready ဟာ မဟုတ်ဆိုးတော့မှတူတူလေးသွားတယ်နော် ဟုတ်တယ်တော်တယ်ဟာစောတိခဏနေဦးပါ ဘာလဲပါမင်း ဟိုဘာလဲမလုပ်နဲ့လीဟိုကောင်ကဒိုတဲကိုသိလို့လား ဟုတ်ကြီးဒီကောင်ကငါတို့တယောက်တစ်ခါမှမမြောက်ဘူးဆို ဟာဒီကောင်ရုပ်ကလေးတနာကမာနဲ့ကွာ ဟာကွာတို့ညီကိုနေကိုဒီကောင်လိန်သွားရမဒုက္ခပါပဲ တူတူပြောပါ ဘာလို့လဲကွာ ဒိုးအားတာကိုလူတွေသိသွားအောင်ပဲ အော်ငါလုံးလိုက်အောင်မယ်လူဆိုလို့နင်းနဲ့ငါနဲ့နှစ်ယောက်ရှိရဟာကိုလာပြီးတော့ဟုတ်သားပဲကဲမထုံးဟင်းစားပဲဆက်ရှာ
ထုံရောက်ရောက်ကြီးပဲစိတ်ညစ်ပါရဲ့မင်းသမီးလောက်ပါမယ်ဆိုမှဒီအသက်ဒီထိုင်ရင်းနဲ့မင်းသမီးဖြစ်ပါတော့မလားမသိဘူး နမရွှေစိတ်တို့ညိုးလို့ငိုလိုက်ပါနဲ့နမတော့ငိုလိုက်ပါနဲ့နမတော့နမတော်ရဲ့ဒဏ်ရာဆိုရင်ဖြင့်ဖြုတ်မျက်စိတောင်လောက်ရှိတာပါနမတော်ရဲ့မနှပြန်တပတ်ခါလောက်ဆိုရင်ဖြင့်နမတော်ရဲ့ဒဏ်ရာအရှင်းပြောင်းကင်းသွားမှာပါနမတော်ရဲ့နော်မငိုလိုက်ပါနဲ့ဗျာ မပြောင်းလို့ရှင်ဘယ်လိုလုပ်မလဲ နမတော်ရဲ့ဟောဒီကမောင်တော်တို့မှာငွေအသက်ပြားတွေအများကြီးရှိပါတယ်နမတော်ရဲ့နော်အဲ့ဒီငွေနဲ့လေနိုင်ငံခြားတွေသွားပြီးတော့ plastic စာရီတစ်ထည့်ဝယ်ပေးမယ် ဟောအဲ့ပလက်စစ်စာကြီးကိုဘာလို့ရမှာလဲသူများကလာကားရဲ့မှာမဟုတ်တာ哦ပလက်စစ်စာကြီးလုပ်ပေးမယ်ပြောစမ်းပါ ဟုတ်ပြီသားပဲဟုတ်ပြီသားပဲမောင်တော်ကလည်းအဲ့ဒါကိုပြောချင်တာပါနမတော်လို့နော် ဒါမဲ့လေပလက်စစ်စာကြီးလုပ်တာနောက်မှာအခုလောလောဆယ်လေအရန်ဟိုနာနေတာဒီညလေးဒီတန်ရိုင်းနဲ့ဘလို့အေးရမှတော့မသိဘူးရန်နာတာပဲ အဲ့တော့နားနေတာဟမ်နမတော်မောင်တော်ထိုးပေးမယ်ကြက်ထုံးလို့ကြက်ထုံးလာပြီကြိုက်လားကြိုက်လား ငါတို့တွေတော့တောပေါက်မျိုးပေါက်ဖြစ်ကုန်ပြီ ။အော်မကြီးရဲ့ဒီမှာတောက်စရာမြည်လို့ညစ်နေရကြမှာအုံတော့လာဖြစ်နေ။ဘာလဲတော့ပေါ့မျိုးပေါ့ ဟဲ့ဘာမလဲငါတို့တွေတောမှာထီပေါက်တယ်မျိုးတက်ပြီးတော့ပတ်စံထုတ်တယ်အဲ့ဒါမျိုးပေါက်မျိုးကနေပတ်စံထုတ်ပြီးပြန်လာတယ်ပတ်စံပြောက်တယ်တောထဲမှာလိုက်ရှာတယ်ခြေထောက်တွေပေါက်တယ်အဲ့ဒါတောပေါက်မျိုးပေါက် ။အော်တော်အန်အောဖို့ကောင်းတယ်နော်။စိတ်ဝင်စားဘူးဗျာစိတ်ဝင်စားဘူး။အခုလောဆယ်သေးပေါက်ချင်တာပဲသိတယ် ဟမ်အဲ့သေးပေါက်ချင်တော့နေပေါက်ပါလားပေါက်ပါငါဘာလို့လာပြောနေလဲ ။အဲ့လိုမပြောနဲ့လေပေါက်လိုက်ရင်ဘယ်လောက်နှမျိုးဖို့ကောင်းလဲ။အခုတော့အမူးပြေနေဥစ္စာပေါက်လိုက်ရင်ကုန်သွားမှာပေါ့ဗျာဟုတ်တယ် ငါနာရဲ့နင်းဆိုတော့နင်းအောင်မလေးတော့ဘာလိုက်တာခေါင်းမပေးပါလေခေါင်းခေါင်းရဲ့စိတ်ကစိတ်က ဘာလဲရှောက်ပြောနေရတယ်ယောက်ျားလေးတတ်တတ်မိန်းကလေးတတ်ချုံးရပါပေါ့ဘယ်နဲ့ ဟောအန်ဒီကလည်းတလေးလေးကြီးတကြီးလေးသွားတာပဲကုသိုလ်ရပါတယ်ငါတော့ပါဘူးမေအောင်မေမိန်းကလေးတတ်ချုံးမယ်တော့ပါတော့你要把它来嘛嘞？我什么也没来嘛嘞？谁有白干钱了？我给你嘛嘞？后面，后面，哎，没给你拿，后面搞的拿。对，မချိုးတော့ဘူးချိုးကျေးဇူးပဲကျွန်တော်ဒါယူရမယ်တော့ယူလိုက်ပါခင်ဗျာဟာမောက်လုံးလေအဲ့ဒါသခိုးလေဟေးမင်းပြတယ်ဟဲ့ဘလုံးလေဟဲ့ငါမောင်တို့ငါသားတို့အော်နင်တို့မလဲကွယ်ငါတို့တွေအားလုံးပြီးသွားကြပြီနင်တို့တွေမပြီးကြသေးဘူးမအေးကြဘူးလား ဘယ်လိုတက်လိုက်တာလဲအမအေးလိုက်တာမှကိုယောက်ျားမမိန်းမမန်းတော့မသိတော့ဘူးကြာခွေးတွေဖြစ်နေပြီ โอเคအေးလည်းတက်ကြတော့လေလား တက်လို့မရလို့ပေါ့မေရဲ့ ဟဲ့အားလုံးတက်လို့မရပါတော့ တက်လို့မရပါဘူးမေတော်ရဲ့တက်လို့မရပါဘူးမေတော်တော်တော်တို့ရဲ့ဝင်လဲတော်တွေကဆိုရင်ဖြင့်ခိုးသားရဲ့နောက်ကိုဒုတိယချိန်ပါသွားပြန်ပြီလို့ပါသွားပြန်ပြီ ဟဲ့ခိုးသားဆိုတော့ဟိုတခိုးကနင်တို့တွေလိုက်မဖမ်းဘူးလား အဲ့တော့မေတော်ရဲ့
သားတို့ဟိုလိုလိုက်ဖို့ကြံ ဟဲ့ဘာလို့မထားလဲဘာလို့မရလဲ အဲ့ရေးစည်းနဲ့ကိုလည်းပါသွားပြန်နေလို့မေတော့တော်တော့ပြန်နေ ဒုက္ခပါပဲကြည့်ပါဦးလက်မတင်လေးဟဲ့ဖမ်းလိုက်ရမကဲလာတက်ကြတော့ 哦，哪位来着？俺妈爸妈爸爸都带了没有呀？ သားတော်တို့ရဲ့ဘောဘတော်တွေပေါ်ကောင်ဆိုလို့ပါလေပြောဟုတ်ပါလေပြော ဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်လိုလုပ်ကြမလို့ မင်းတော်သားလေးကောင်းလို့ကြည့်ပြီးစီစဉ်ပေးတော်မူပါလို့စီစဉ်ပေးတော် ကဲလာတခုစီစဉ်ကြတော့ပေါ့ဟဲ့လာရှာပေးလိုက်လာ ဘယ်လိုကြည့်ကြသမောင်ရာကြည့်ကြသမောင်ခုလုံးဝေးစားလေးနေဆိုတော့လေဟမ်ဟိုးကဘာဥစ္စာကြောက်ခေကိုပြောင်းသွားသလိုပါပဲလားလို့ပြောင်းသွားသလိုပါပဲလားဟမ်ယောက်ျားလေးတွေဝစ်လဲတော်တွေပြောက်လို့တော်သေးတာပေါ့ဟုတ်ခိုင်းလို့သားလေးဝစ်လဲတော်တွေပြောက်သွားမယ်ဆိုရင်ဘယ်လိုပုံဖြစ်မလဲဆိုတာကြည့်ကြသမောင်ဗျာကြည့်ကြသမောင်ခင်ဗျာဟာရှိတယ်ကွာယူလိုက်လေဘာလို့ရောတော်ပြီရောကိုဝေးဖို့ရတော်ပြီလေအော်မဟုတ်ဘူးလေမင်းကမေဘောင်းပြီးဖင်ခွဲနေလေအဲ့ဒါယူလိုက်မသွားဘူးကွာ ရကြတယ်အမလေးလေးဒီကောက်လည်းစင်မပြေပါဘူးဟဲ့နောက်တစ်ခါတည်းများတိုက်မယ်ဆိုရင်လေငါနာမည်ကိုပြောင်းမှဖြစ်တော့မယ်သိလား အမေကဘလို့ပြောင်းมาလဲ ငါညညလို့ပြောင်းလိုက်မှာပေါ့ဟဲ့ ညူညူ ဟုတ်တယ် အမလီမလေးမဖက်ဒီအမေရဲ့ဘူရက်ခါဆိုတော်သေး ဟဲ့ကောင်မငါ့ကိုပါစကားပြောလိုက်တာလဲဒီမှာငါရုံငါရင်နဲ့လေငါဘူရက်ခါလို့ပြောင်းစရာလားဟဲ့ဗျမ်းပတာလေးပါဟဲ့ဒီမှာတော့ပမာမခမ်းမလုံးနဲ့ပါရိတ်လေးလို့ကားတိတ်တဲ့ဆိုရမယ်တော့ဒါမ မပြောရပါဘူးမေရဲ့ကတော့ ဒီမှာဒီတော့အားလုံးမသိမှတ်ထားကြငါနာမည်ရလေဒီနေ့ကစပြီးတော့အမေတိန်
နင်တို့ခေါ်ရင်ငါ့ကိုအမေတိန်လို့ခေါ်ကြားလား ဟုတ်ကဲ့ပါအမေတိန်ဘာယုံဟာဘာမယုံဟဲ့ဟဲ့ဟဲ့ငါဘာလို့ဖြစ်နေရတော့ငါဘာလို့ဟာဟဲ့ဟောဘယ်ယောက်ျားတော့ဘာလာပြောနေ ဟိုယောက်ျားလို့ယောက်ျားမိန်းမအရင်လွမ်းနေရလို့ယောက်ျားမသိဘူးလားယောက်ျားနေမိန်းမနဲ့လင်မယားရလေယောက်ျားကြီး ။အော်ဗျာတိုးထဲမှာ9မိနစ်လောက်သတိမေ့တာအိမ်အောင်ကြောက်သွားတယ်။လုံးဘာလာပြောနေရလဲ ဟောယောက်ျားလို့ယောက်ျားနဲ့မိန်းမမလုံးလို့ယောက်ျားမိန်းမယောက်ျားအရင်လမ်းနေတာယောက်ျား ။ဟာဘာလို့လွမ်းရမှာလဲဘာမိမမှလည်းမဟုတ်ဘူးမလွမ်းဘူးငါ့ကိုလွတ် ဘာလို့လုံးရမှာလဲလွတ်လိုက်လို့ရှင်ယောက်ျားအကြာကြီးရောက်တာပါအားကြောင့်မလုပ်ဘူးအားကြောင့်အကြာကြီးချီထားတာဒီမကြီးတစ်လုံးနောက်မှနေလို့ရအောင်လို့သိတာယောက်ျားမိန်းမလမ်းနေတာအလမ်းပြည့်ယောက်ျားနံပါတ်စီ ။ဟာဘာလို့လဲတော့ဟဲ့လုံးကြပါပါဟဲ့တူဟာကေတာပါဦးမျိုး ဟဲ့ကြားတယ်ဟေးကြားတယ်လိုက်ရှာကြအောင်ကောင်းပါလေ ဟိုနေပါဦးအမေရဲ့ဟိုကကြက်ကြက်ခံရလို့အော်ဆိုဘယ်လိုလုပ်မလဲအမလီကျမတို့ကကြက်ကြက်ခံရပါဦးမေအမေရဲ့ အမေကြီးရလဲဟဲ့ကြားချင်းတော့ဘယ်သူမှမကြိုက်ပါဘူးထမင်းချင်းတော့မစားပါဘူးအေး အမေရဲ့ကြားပါဆိုမှအထီးမှရွေကြိုက်ပါမလားလို့ကိစ္စမဲဟာကိုသူကြိုက်ချင်တယ်ကြိုက်မှာပေါ့လူရေးကြိုက်အောင်လဲအမေတို့အချောက်မကြီးမှမဟုတ်တာ အမလေးကောင်မညငါ့ကိုဝုန်းတယ်ဟလားဒီမှာလက်ထက်မှာကင်တာဘာလဲတွေ့ရနော်ညို့အေးစိမ့်နေငါတကယ်ရှာလို့တွေ့လို့တော့ညို့ညအကုန်လုံးဘလူးမပေးမစားဘူးဒါပဲလက်ခဲ့ဟေးကောင်လေးကိုလွတ်လိုက်စမ်း ဟမ်နင်တို့ကဘာတူတွေလဲဒါကငါယောက်ျားဟဲ့နင်တို့ရှေ့မတော်နဲ့နော် အမေညီရဘာကောင်မှမလို့ငါ့ကိုလာတားနေရလဲဟမ်ဒီမှာတိုးတယ်တော့ဘာဖြစ်လဲ ဟဲ့မလာနဲ့တော့ပြောနေမလားမလာနဲ့ လာတယ် ဟာနင်တို့ငါယောက်ျားမမတိုင်းနဲ့နော် ဟောတက်တယ်မပလားခင်ဗျားတို့ကဘာတူလဲ တို့ကလေဒီတောတီတောင်ကြီးထဲမှာလူတိုင်းကကြောက်နေရတယ်ဓမြပူကြီးအမေတိန်နဲ့ ဗျာခင်ဗျားတို့ကဓမြလည်းလှုပ်စားစီရဘာလို့အဲ့လိုကြီးနှွဲ့နေကြတော့လို့ ဟဲနေရလဲဟဲပြောမပြောချင်ပါဘူးလေတိုက်မယ်ကြံလိုက်ရဲရလိုက်တိုက်မယ်ကြံလိုက်ရဲရလိုက်နဲ့တို့အားလုံးလည်းမတိုက်တာကြတော့ခြောက်သွားတာပေါ့လို့ အဲ့ဆိုလည်းရတယ်ကျွန်တော်မကယ်နဲ့တော့လေခင်ဗျားတို့တနေရာသွားပြီးတိုက်လိုက်ပါလားလို့အုပ်စုလိုက် မရတော့ဘူးဒီတော့တီတောင်ကြီးထဲမှာတိုက်เสียဆိုလို့နင်တယောက်ပဲရှိတာအဲ့တော့တို့အားလုံးကနင့်ကိုဝိုင်းတိုက်မှာဟုတ်တယ် ဟာမလုပ်ပါနဲ့ဗျာကျွန်တော်အရန်ပင်မနေလို့ပါတော့ပါဗျာကျွန်တော်တယောက်တည်းထားခဲ့သမှာ ဟေးဒီမှာတို့ညင်းပဲ့ရလားကလန်ကဆန်တော့လုံးမဲ့မကြံနဲ့နော်ဒီမှာတွေ့လားလို့ တွေ့ရ ဟွန်းချစ်တော့ချစ်တယ်အလိုမလိုက် โอเค သမီးတို့ရေအမေတိန်ဟာပြီးလို့လေကြီးရယ်ကြားဘူးလေ ဆောင်းနေကြတယ် ကြားဘူးလေကြီးဟာဟဲ့ ဒီကိုနေနေတာဒီကို ဖုန်းမနာဖုန်းမနာဖုန်းမနာ ဟုတ်ပြီဗျာမမခိုင်းနေခွာတတ်မှာဆိုလို့မောင်ကြီးချင်းအောင်ခွာခြင်းမယ်လို့ခွာခြင်းမယ်ရ မခိုင်ဟောဒီမြန်မာဟာတို့ကြီးမှာမမခိုင်အောင်ဖြူဆိုင်ဘူးမောင်ကြီးချင်းကြောက်ပဲရှိရမလားလို့ရှိရမလားဟမ်နိုင်မဟာတို့ဒီချိန်မှာမြိုင်ထော်လေးတစ်ပုတ်တော့ကလိုက်မှနဲ့တူတယ်မမခိုင်ရဲ့ အမလေးငါသားရဲ့နေစားမအားလုံးကလေအနေဆေးရဲ့အစားဆေးနဲ့ဒုက္ခတွေရောက်နေရတဲ့ကြားထဲမှာမင်းကတမျိုးဟိုခွေးတခိုးလိုက်ရတာတမျိုးအားလုံးကအမျိုးမျိုးကြီးပဲစိတ်ကုန်ဖို့ကောင်းတယ် အရေးလေဝေးစားဒေါသဖြစ်ပေါ်လဲခြံထားအောင်နော်ဒီမှာလဲလူရောက်မပေါက်တော့ဘူးလိုက်လာမိတာတော်တော်စိတ်ကုန်နေပြီဖား ဝေစားရဲ့နင်ကလည်းညီးလိုက်တာအေးဟိုတယောက်ဆိုကြည့်စမ်းငါစကားတစ်ခုမှမပြောချဘူးညီးလည်းမညီဘူး
ဟဲ့တလန်းလုံးသူကြီးပဲပြောလာတာ तू ပြောတတ်တယ်လို့ပြောတာနင်မကြောက်လားဟမ် သိပါတယ်ငါလည်းတမင်ရွယ်ပြောနေတာ အာတို့ကသွားနေကြတာဟဲ့ငါပြောသေးတယ်လို့ဖြောင်းဖြောင်းလေးစားပြရစေနားလည်းကိုညင်းနေတာပဲဖိနေတယ်ဗျာ အဖေကတော့မေခဏလေးဟုတ်လားဟုတ်ရတယ် စားပါခင်ဗျာ လူတွေတတ်တယ်နဲ့တတ်တယ် ตีของผมไปเถอะอย่าเลยတို့စကန်လေဟုတ်အကမဒီမှာလာထိုင်တော့ပိုက်သားတော့ဒါနဲ့ထိုးလိုက်မယ်ခင်ဗျားတို့ကကျွန်တော်ဒီခေါ်လာပြီးဘာလုပ်မလဲ ဟိုနေ့ကလေဟဲ့ဒါလေးတော့သဘောပေါက်ဘူးလားလို့ဒီဒီကိုခေါ်လာဆိုမှတော့သဘောပေါက်တော့လို့ဟဲ့ကောင်မလေးရှင်အကောင်မငါပြစီရှိမှမမြင်ဘူးဝဝခေါ်သွားစမ်းဒီတော့ငါအတမပေးနဲ့ကြောက်မလာနဲ့တော့ကြားလား ဟုတ်ကဲ့ပါမေတေး ဟဲ့ကြောက်နေကြဦးငါ့မို့ရခင်ပေး ဟုတ်ကဲ့ဟုတ်ကဲ့ ကဲလာရှေ့ကသွားလို့ ငါအယူနဲ့နေတာမှအဆင်ပြေဘူးကွာနေကင်းကြီးလေအဲ့တော့မနေဘူး စိတ်ကိုငြိမ်ထားပါဦးကြီးတော့ရေစိတ်ကိုငြိမ်ထားပါဦးကြီးတော့လို့နော်ကျုပ်တို့အားလုံးရန်သူတွေရဲ့လက်ကနေပြည့်လို့လွတ်ခဲ့ပါပြီလို့ဦးကြီးတော့ခေါင်းအေးထားတော်မူပါလို့နော် ကောင်းကြီးအေးနေလို့ပူချင်တာရေမမူးမူအောင်တိုင်ပတ်နေပါဆိုမင်းကတမျိုး ဟောငါမောင်ရဲ့နေရလဲတစ်မျိုးဟဲ့နေစမ်းမှာအခုငါတို့ကအဲ့ခွေးတခိုးတွေ့နေရပြီဒါပေမဲ့သူ့လက်ထဲမှာငါတို့ရဲ့ပတ်စံတုပ်ကြီးကိုမရှိဘူးအဲ့တော့သူ့ကိုကဲထုတ်ပြီးတော့ပတ်စံတုပ်ကြီးဘယ်နောက်မှာဖွက်ထားတာလဲဆိုငါတို့မိမဖြစ်မှာလေအဲ့တော့ဘယ်လိုလုပ်ကြမလဲငါမောင်ရဲ့စဉ်းစားစမ်းပါဦး ဟိုကဲမယ်ဆိုရင်လည်းတော့ခဲ့ကြမယ်လေဘာလို့နေကြတာလဲနေသားမအောင်စင်ရော်ကြီးပြောလို့ပြန်ပြီနေခုနေသွားခဲ့ရင်လေတပုံနေအကုန်လုံးကနေကိုဝိုင်းပြီးလှုပ်လိုက်မှာပေါ့ ဟောအဲ့ဆိုရင်ခုဘယ်လိုလုပ်ကြမှာတော့ ဘယ်လိုလုံးရမှာလဲအဲ့ဒီတပုံနေလက်ထက်ကတခို့သွားပြီးတော့ကဲဖို့ဆိုတာညအချင်းကြောင့်မှောင်တဲ့ခါကျမှတိတ်တက်စစ်ကြီးသွားပြီးကဲရမှာလေအမလေးအခုလိုလေးလေးချင်းချင်းသွားကဲလို့သူပြောတော့လှုပ်ခါမှာပေါ့ ဟုတ်အဲ့ဒါဟုတ်တယ် ကဲအဲ့တော့အားလုံးညအမောင်ဒီနေရာပဲစောင့်ပြီးတော့သွားပြီးတော့ကဲကြမယ်ဘောတူလား တွေ့တယ် ဟုတ်ပါပြီဗျာဟုတ်ပါပြီညအမောင်းစောင့်နေပဲထားကြပါတော့ကျုပ်တို့ကဘလို့တွေကဲကြမှာတော့ဘလို့တွေကဲကြမှာတော့အကိုနေဗျာအဘလုံးစမ်းပါဦးဟမ်
ထောပန်လေးတောပန်လေးတနာကိုကောင်းလိုက်တာနားမနေနဲ့ဘာမှမသိဘူးပြောနေတယ်လေမင်းတို့သွားဟိုဘက်ကိုလာလာဘက်ကိုလိုက်လေမျိုးလေးဟကဘာဒီကလာတယ်ဟကဘာဒီကပဲဒီတယ်ပြန်လာကမဘာလို့ကြောက်လိုက်တယ်ယောက်ျားကြောက်လိုက်တယ်ကောင်းလိုက်တော့ဗျာကျေးဇူးတော်နန္ဒပါခင်ဗျာဘာကျေးဇူးနန္ဒလဲတနာယူမခင်မိကောတော့မခင်စိတ်မရှိပါနဲ့နော်ကဲလာပါလို့ပုံရအောင်နော်လာပါဗျာလာပါဘာလို့ကြိတ်ကြည့်ရတော့ဒီလိုကလူသွားရဲလို့တွေ့တယ်အပြစ်ကိုတိုက်ပြလိုက်မှလေဘာလို့အမလေးတော့လင်းကြီးကိုပြုတ်ချလိုက်လို့ဆိုဘလို့ပြန်တက်မှာလေဘလို့တက်တော့ဘာလို့ဘလို့လုပ်ပါလို့မသိဘူးလေမနေ့ကမှတက်လမ်းရှာမှာအခုဒီညတော့အိတ်လိုက်တော့ဒီလိုလေသူတော့တက်တော့ပြန်တွေ့ပါအောင်မကျွန်တော်တို့အဲ့လိုလုပ်ကြတယ်ဘာလို့ပေါင်မဲနေရပဲကြောက်တယ်ဘာလို့မလုပ်ကြဘူးကြောက်ပါဦးကြောက်ပါဦးကြောက်ပါဦးခင်ဗျာဘလို့လုပ်ရမလဲကိုလူချင်းအထုပ်လည်းပြင်ရပြီဆိုတော့အိမ်ပြန်ကြမယ်လीဟိုပြန်မဲ့လမ်းကိုရှာကြမယ်ဒီပေါ်အရင်ဆုံးပြန်အောင်လုပ်ရမယ်ကဲဗျာအဲ့ဒါဆိုလဲတွားကြမယ်ဗျာလို့တွားကြမယ်ယောက်ျားဘယ်သားမို့လဲယောက်ျားအမလေးမနေပြီဗျာမနေပြီငါနေလည်းမဟုတ်ပါဘူးငါနေလေကဒီမှာလို့နော်အဲ့ဒါရုပ်ခင်ဗျာပဲတောင်းယူလိုက်ပါလို့တောင်းယူလိုက်ပါကျေးဇူးပါတော့ငါမရတော့လေရေချိုးပြန်ရတာဟုတ်လားလာ
မလဲဟာဘာမဘူးတော့ညီမလေးညီမလေးအဲ့နင်တို့ငါညီမလေးခေါ်ထားတာဝဲ ကိုကြီးညီမလေးကိုကဲပါအောင်ဒီရုပ်စိုးကြီးကလေညီမလေးကိုနှက်ခါတာ ဟာဒီပါလေးကိုညီကတော့လားဘယ်မှာငါနည်းနည်းပြမယ်နည်းနည်းပြမယ် ဒီပေါင်းရှင်ဟိုကျမရှင်းပြပါမယ်ကျမတို့ကလေဒုက္ခတွေတွေပါတကယ်ပြောတာပါကျမတို့ကိုကယ်ပါရှင်ကျမလေးအပေါ်ရောက်တော့မှအားလုံးကိုရှင်းပြပါမယ်နော် အဲ့ဒါဆိုလဲနင်တို့တယောက်ချင်းစီတက်ခဲ့ဟုတ်ကဲ့အမုန်းလေကျွန်တော်တို့ပြတ်လို့မရဆွဲတယ်လို့ဟဲ့စောမလဲနင်တော့ဆွဲ တော့ပါဗျာ ညီမလေးကိုရေဆွဲ ကိုကြီးဆွဲဟဲ့ ဒီကောင်ကိုခင်ရတော့အဲ့ဒါကပဲမကူရကျမတို့လေတကယ်ကိုဒုက္ခရောက်ခဲ့ကြတာပါခုလိုမျိုးလေကဲတင်ပြရအောင်လေပြည်သူများပြင်ပါတယ်နော်ဟုတ်ပါတယ်မောင်ရဲ့ဒီလိုအားလုံးကလေမောင်ရဲ့ကိုလေဒုက္ခပေးဖို့ရဖြစ်တယ်ဆိုလို့ရှိရင်တကယ်အင်းမျိုးတောင်းပါပါလေကိုရပါတယ်မောင်ရဲ့တို့ရဲ့သမီးကိုလေစားခဲ့ရတာဆိုတော့တလုံးစားဘူးသူကြီးစုအနေနဲ့လေတော်လေးတို့ရဲ့မိသားလက်ဆောင်လေးပဲတက်ပေးပါနော်ဘာလဲဒါပါကွယ်ဟာမယူပြရစင်နေဟာမင်းမလုပ်ပါနဲ့ခင်ဗျားတို့လိုပြောကြကြီးဆိုကျွန်တော်တို့လည်းပြောချင်တာပေါ့ခင်ဗျားတို့တွေအားလုံးကကျုပ်တို့ညီမလေးရဲ့ကျေးဇူးရှင်ပဲလေဗျာဓမြတွေလက်ထဲကနေကျုပ်ညီမလေးကိုခင်ဗျားတို့ကမကယ်ခဲ့ခုချိန်လောက်ဆိုကျုပ်ညီမလေးဘဝတော့မတွေးဝင်စရာပါပဲဗျာဒီနေ့လေဝင်ရမှာပကွယ်ဒါလည်းယူလိုက်ပါစိတ်သက်သက်လက်ခံလိုက်ပါဗျာကျေးဇူးတင်ပါကျူပါကျမတို့လည်းရုပ်ကျေးဇူးတင်လို့ပါယူလိုက်ပါအော်ဒါနဲ့မို့ဆိုကြီးဟိုကျွန်တော်တို့သွားမဲ့ကာလမဘယ်လောက်ဝေးသေးလဲဗျအဲ့ဒီကားလမ်းမကြီးကတော့ဟိုကင်းတခေါ်ပေါ့နော်9တိုင်လောက်တော့လူသေးတယ်ဗျဟိုဒီရှင်းနားမှာတော့တခါတည်းကားတွေဖြတ်သွားတဲ့လမ်းမတော့ရှိပါလေအဲ့ဒီလမ်းမကိုတော့ကျွန်တော်ခင်ဗျားတို့ပို့ခဲ့မလဲခင်ဗျားတို့တွေကိုဖြတ်သွားတဲ့ကားနဲ့ကြုံပါစေလို့ပဲကျွန်တော်ဆူတောင်းပါတယ်ရောက်ပါတယ်ကျေးဇူးပါရှင်လာကျေးဇူးတင်ပါတယ်ခင်ဗျာ刚刚都干了吧？好，好嘛，放心了。大家没，မရိုက်လိုက်တော့ကွာလူဝေးနားမလို့လား 你说哪里？你说哪里？哎，哪里要不打就背完了。啊，你这不差点去，你这不搞完了嘿？路走路。ဝေဝေသားပေးမယ်ကြည့်ထားလိုက်ရှားစီရဘလူတာတာရောက်ပေါ်ရေးကြည့်တယ်အမလေးအခုပါလေငါညမလေးဟုတ်ပါနေဆောင်းအောင်ကြည့်မယ်တောင်းရပါဦးဆောင်းအောင်လေးတောင်းအောင်လေးလာပြီဟဲ့ချာနော်ဟုတ်တယ်လေဟုတ်တာလေတော့လေဒီကားထားတာကားတိုက်ကြသေးတော့မှာပဲဟုတ်တယ်လေအမေတာတာပါဆိုမအမောကားတာပါအမဘာလဲတော့ဒုက္ခပဲဒုက္ခပဲအော်ဒုက္ခပဲဒီကားကတမျိုးဝဘောကတမျိုးဟဲ့က
ပြောင်းသွားပြီ ဟုတ်ကဲ့ဟုတ်ကဲ့မလေးဒေါ်လေးမဆိုင်ဘူးဟုတ်ကဲ့ဟုတ်တေချာတော့ဗျာအဲ့ဒါမူရင်းသခိုးဟုတ်ပါရဲ့ကိုကြီးအဲ့မူရင်းသခိုးဖြစ်တောင်းဆွဲနေကိုရင်တုတ်တန်ထုတ်ဒါခုတ်တမယ်ဒါ မလုပ်ပါနဲ့ငါ့ကိုတန်တရားတွေရှင်းပါတယ်ကိုပတ်စံလိုက်ပြန်ရနေပြီရွာပြန်ပြီးကိုကြိုက်တာကိုလို့ပြီးပြီပေါ့ ဒီတိုင်းတော့မကျေနပ်နိုင်ဘူးတော့မကျေနပ်နိုင်ဘူးဒီသခိုးဖြစ်ရဲလက်ကိုအမယ် ဟုတ်တယ် ရဲလက်အဆမ်လို့ချစ်ညိုကြီးအမလေးဒီမှာသူ့လက်ကိုသာအလိုက်ဟုတ်ကဲ့ အဲ့ဒါဆိုညနေကြည့်ပြီးထိန်းထားလိုက်တော့ငါတို့သွားပြီဟဲ့ ရိုးတဲ့ခိစောင့်နေသူမှမရှိတော့ဘူးသူနဲ့ငါနှစ်ယောက်တည်းသူလည်းအိမ်မှာချစ်မကောင်းလိုက်တာဟုတ်ပါပြီအဲ့ရောက်ပုတ်ပေးလိုက်မယ်နော်ခဏချစ်ဆန်းနှစ်ပွဲဟုတ်ပြီဟဲ့ဟိုဘက်ဝိုင်းကလက်ဖက်ရည်တစ်ခွက်နဲ့အေးတစ်ခွက်နဲ့ပေါင်းမယ်ဟလားဟုတ်ပြီအေးတစ်ခွက်လက်ဖက်ရည်တစ်ခွက်ဟုတ်ပြီအဲ့တော့ရှင်းလိုက်တက်ပတ်တက်သူ့ဒါပဲနော်ပြန်ဆက်လိုက်မယ် Oh my god ဟုတ်ပြီဟုတ်ပြီဟုတ်ပြီ Oh my god အဒီ long time no see long time no see တွေ့ရတာတော့ကြာပြီ long time no see အဒီ မတွေ့ရတော့ကြာပြီ ဟုတ်တယ် Yeah အချောင်းလမ်းနေပါလား Oh I feel same to you plan ဖြစ်နေတယ် တူပဲလေ Wow amazing oh amazing oh ဆိုင်ရဲ့အရန်လှနေပါလားဟုတ် လာပါပေါ့ကွယ်ငါမောင်ရဲ့ idea လေ Oh ငါမောင်ဆို तू ရောအရင်လိုတောက်သေးလား အမလေးအရန်ကိုလိမ်မာသွားပြီ ဒါကိုလိုချင်တာ အရင်လိုဘောမတောက်တော့ဘူး အဲ့တော့ကျွန်တော်အရင်ဖြစ်စေချင်တာဗျာ ခေါ်ပြမယ်နော် ဟုတ်ကဲ့ပါဝမ်း ငါ သာ မောင်ရင်ဒီမှာအာရောက်နေတယ်ဟေး ဘယ်ကောင်လဲမဟုတ်လား အဲ့ဒါကြားဘူးလို့ ဟုတ်ပေးရတယ်မယ်ဘယ်ကောင်အားရောက်တာလဲဘယ်ပြောလဲ ငါမောင်ငါမောင်ရင် ပြောတော့အရင်လိုမတောက်တော့ဘူးဆိုအရင်တိုင်းပဲနော် အော် ဟဲ့ဘာမဟုတ်ပါဘူး အာရောက်နေလို့ဟာမင်းတော့ပေါ့ဘူးဆိုပြီးတော့ကြွားထားလား ဖရလေ အေးလေ အရင်ကမကောင်းတဲ့ရေးတွေမတော့တော့ဘူးအခုကတတိပြသွားပြီ ဟုတ်ကဲ့သေးပါ နိုင်ငံကားပြေး နိုင်ငံခြားလမ်းနေတာ လမ်းနေလား လမ်းမနေမအောင်လမ်းမနေမအောင်ဒါလေးလားဒါလေးစားချင်တာစားတောက်ချင်တာတော့ကြားတော့ပဲရှင်း ဟုတ်ကျေးဇူးပါခင်ဗျာ ကြောက်တော့ရှင်းဖို့လေဧည့်သည်လေးဧည့်ခံရမယ်လေငါမောင်လေးနေပါနေ ရပါတယ်ဟုတ်ဒါနဲ့မိသားစုတွေမစုံပါလား အော်စုံနေအကုန်လုံးရှိကြတယ်အားအကုန်လုံးရှိတယ် ခေါင်းခေါင်းလေးရောအရင်တိုင်းပဲလားပြန်ကြားသွားပြီလား ခေါကောင်လေးကအရင်တိုင်းပဲလားပြန်ကြားလားဆိုတာသိကျင်လေဟောမကြည့်လိုက်စမ်း Wow amazing 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 surprise oh so surprise okay wait Wait up ခေါင်းခေါင်းပဲဘဝမှာလေဒီတိုင်းပဲနေသွားတော့မှလားလို့ယောက်ျားပြပြတတော်လေးကြောက်ကြောက်ရလေးနေပါလားယင် လေမကြားနိုင်ပါဘူးငါလေ6တောင်မှပတ်တာအဲ့နေအောင်ကို6တာနင်ဘလောက်ရေဖြန်းဖြန်းကဘယ်တော့မှပြန်ဆုံမှာမဟုတ်ဘူး ခေါင်းခေါင်းပဲပြန်ကြားလိုက်ပါနော်ခေါင်းခေါင်းနော်ကြားလိုက် ဖြစ်စမ်းပါတက်ကြီးကငါ့ကိုလာကင်တယ်ဖြစ်စမ်းပါ ခေါင်းခေါင်းရဲ့ ဝိစားရဲ့ဘယ်တော့မှပြန်မစုံမဲ့လူမစင်စားပါနဲ့ကိုလိုအမြဲတမ်းနှုတ်ပြစိမ့်စုံတဲ့လူစဉ်းစားသားမှာနော် ရှင်ရတမျိုးနေစမောင်ဘယ်ကနေဘလို့ဒီကိုရောက်လာလဲဟမ် အော်အလေးလာပါခင်ဗျကောင်းကောင်းရှိလေလာရင်းနဲ့အလေးလာ တကယ်ပြောရလား တကယ်ပြောကိုဟာတွေ့ရကြပြီနော် အရှင်တိုင်းပဲလှနေတော့အော်လို့ပြင်းလိုက်ပါတော့ဟိုဒါနဲ့ချစ်ညိုနဲ့မမခိုင်ချစ်ညိုနဲ့မမခိုင် ဟုတ်လေသူတို့เนี่ยကတော့ပြောမနေပါနဲ့တော့အစင်ကိုပြေး ဝမ်းသာတယ်အစင်ကြီးတာဝမ်းသာတယ်လို့သိတာ ဟောမလာပြီ 高贵也别傻的吃，妈妈看我面的吃，break 的吃也吃，妈妈来的吃，哥哥吃的阿公拢没吃。
ရဲ့ချစ်အောင်ကိုချစ်ညာချမ်းကြည့်လဲလားမကလည်းလားဒီလိုညာနဲ့ကိုချစ်တော့ကကိုချစ်ပြိတ္တကြည့်လဲချစ်ကိုချစ်လဲချစ်မခိုင်လဲချစ်ရင်နဲ့အားလုံးချစ်ဒီလိုချစ်ကြကိုချစ်ကကြိုးမကတာဗျာကိုချစ်စားတတ်ချစ်ကိုချစ်နော်ကိုချစ်မခိုင်ကိုမြဲပဲချစ်ကိုချစ်နော်ကိုချစ်ရိတ်တဲ့ကြီးရဲ့ချစ်မလေးပဲချစ်ကိုချစ်နဲ့အကုန်လုံးလဲချစ်ညာရဲ့ရောင်စုံမိညာအောင်ကိုချစ်မခိုင်ရဲ့ချစ်ရိတ်အောင်ကိုချစ်ညာချမ်းဒီလေလားမကလည်းလားဒီလိုညာနဲ့ကိုချစ်တော့ကချစ်ပြိတ္တကြီးလဲချစ်ကိုချစ်လဲချစ်မခိုင်လဲချစ်ရင်တဲ့အားလုံးချစ်ဒီလိုချစ်ကြကိုချစ်ကကြိုးစားကြပါဗျာကိုချစ်